ဘဝမှာဘာကြောင့်ဘုံဘုံတို့တွေကငြိမ်းငြိမ်းချမ်းချမ်းအေးအေးဆေးဆေးမနေကြရတယ်လေဒီစိတ်နှလုံးဟာအနှောင်အဖွဲ့တွေနဲ့နေလို့ဟုတ်လားအလိုဆန္ဒတွေမကျေနပ်မှုတွေမသိမှုတွေဒါတွေအနှောင်အဖွဲ့တွေရဲ့ခေါင်းဆောင်ကြီးတွေပဲလေတခုကိုဘုံဘုံတို့လိုချင်နေတဲ့တောင်းတနေတဲ့ဆိုရင်စိတ်ကမလွတ်လပ်တော့ဘူးလောဘနှောင်ဖွဲ့ထားတယ်လိုချင်မှုကြီးရင်ကြီးတော့ဒီစိတ်ကလှုပ်ကိုလှုပ်မရဘူးဟုတ်လားဟာမကျေနပ်မှုကြီးရင်ရောအနှောင်ဖွဲ့ပဲနော်ခဏခဏတတိယရတယ်မုန်းတဲ့လူတွေကိုဟုတ်လားဒီမကျေနပ်တဲ့စိတ်နဲ့ကြိမ်ဖန်များစွာတွေးတယ်စိတ်ကမကျေနပ်မှုတွေမှာပဲမြုပ်နေဟုတ်လားအဲ့လိုပဲမသိမှုသိအောင်လည်းမကြိုးစားဘူးဒီလိုပဲဘုရုဘွားရနဲ့ပဲနေနေတာသူလည်းပဲပါလို့အနှောင်ဖွဲ့တစ်မျိုးပဲနော်အဲ့ဒီအနှောင်ဖွဲ့ကိုဘုံဘုံတို့ဘယ်လိုခေါ်တော့တန်ရောရှင်နော်စိတ်နှလုံးကိုပူလောင်စေတဲ့လို့အဲ့ဒီတရားတွေကိုပဲနောက်ထပ်ဘယ်လိုနာမည်ပေးသေးတော့ကိလေသာဟုတ်လားစိတ်ကိုမလွတ်လပ်အောင်နှောင်ဖွဲ့ထားတဲ့လို့တန်ရောစဉ်လို့ခေါ်တယ်စိတ်ကိုပူလောင်အောင်ရှုမြိုက်တဲ့လို့ကိလေသာလို့လည်းခေါ်တယ်ဟုတ်လားစိတ်ကိုအမှန်တရားကိုမမြင်အောင်ရှေ့ကနေဖုံးကွယ်ထားတဲ့လို့နိဝရဏလို့လည်းခေါ်တယ်နော်ရေလိုင်းကြီးများလို့နော်တတ္တဝါကိုအပေလေးပုံတီအောင်ဆွဲပြီးတော့နှစ်တက်လို့အကျိုးမဲ့ပျက်စီးခြင်းဖြင့်ပျက်စီးအောင်ဆွဲပြီးတော့နှစ်တက်လို့ဩဃလို့လည်းခေါ်တယ်အယက်မှုသမားတယောက်လို့သဘာဝတရားတွေရဲ့အမှန်ကိုဘာမှမသိအောင်နော်ဖုံးကွယ်ထားတဲ့လို့လှည့်စားထားတဲ့လို့အယက်နဲ့လည်းတူတယ်တဲ့မနေ့ကအဲ့ဒါကိုပြောစရာကောင်းတာမပြောခဲ့ရအောင်ဟုတ်လားမနေ့ကပဂတိအယက်ကြီးပဲပြောရင်းနဲ့အချိန်ကုန်သွားတာအာတဝအယက်ကိုမပြောခဲ့ရဘူးနော်တကယ်တမ်းကဒီကိလေသာတရားတွေကိုလည်းမြတ်စွာဘုရားအာတဝဆိုတဲ့နာမည်နဲ့မဟုတ်ဘူးလားနော်လောဘရဲ့နော်ဒိဋ္ဌိရဲ့မောဟရဲ့ဒီတရား၃မျိုးကိုမြတ်စွာဘုရားအာတဝလို့ခေါ်တာလေအာတဝဆိုတာဘာတော့အယက်မူသမားမှအမှန်မသိတာမဟုတ်ဘူးသူကတော့အာတဝနှစ်ထပ်ကွန်းလို့ပြောနိုင်တယ်ဗောနော်ပင်ကိုအာတဝရှိနေတယ်လို့ပဂတိအယက်ကလည်းထပ်တောက်ထားတယ်ဆိုတော့သူ့ဥစားနော်အမှန်ကိုမြင်နိုင်စရာအကြောင်းကိုသိပြီးတော့မရှိတော့ဟုတ်လားပဂတိအရက်ကိုမတောက်မျိုးတော့လည်းပဲတတိမရှိလို့ရှိရင်အမှန်မသိလို့ရှိရင်စိတ်နှလုံးဟာအာတဝအရက်ကြောင့်မူးဝေနေအောင်ပါပဲသူကလည်းပဲအမှန်မသိနိုင်သေးဘူးနော်အဲ့လိုနှစ်မျိုးရှိတာကိုဘုံဘုံတို့ဘာလို့မလို့နားလေရခုဒီမှာတော့မြတ်စွာဘုရားကစိတ်ကိုမငြိမ်းချမ်းစေတဲ့ပူလောင်စေတဲ့အရာတွေကိုတန်ရောစဉ်ဆိုတဲ့တဘာဝလေးနဲ့ကပ်ပြီးတော့ဟောတယ်အခုလူဒီကဒါလေးကိုမြတ်စွာဘုရားဟောတော့ယဟန်တစ်ပါးကမြတ်စွာဘုရားဒီကကမ္မထမ်းတောင်းပြီးတော့တော့တောဝင်ပြီးတော့တရားအထုတ်တယ်အဲ့လိုတရားအထုတ်တဲ့ခါကျတော့တရားလူတရားမြတ်ကလွယ်လွယ်နဲ့မရအောင်လွယ်နေတဲ့သူစိတ်သက်ကြတာပေါ့နော်စိတ်သက်ကြတဲ့ခါကျတော့ငါဗာမြန်လိုနေလဲမသိဘူးအဲ့တော့မြတ်စွာဘုရားဒီကိုသွားအောင်မှပဲပေါ့နော်မြတ်စွာဘုရားဒီသွားပြီးတော့လိုအပ်ချက်ကိုမြတ်စွာဘုရားဘယ်လိုများဖြည့်ဆည်းပေးမလဲမသိဘူးဒီလိုအတွေ့မျိုးရှိမယ်ထင်ပါတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဒီကိုလာတဲ့အခါကျတော့လမ်းမှာတောမီးလောင်တာကိုတွေ့ရတယ်အဲ့ဒါနဲ့သူခလန်းလန်းကြည့်မျက်ခြောက်ကလေးတွေရောတေးရွက်ခြောက်ကလေးတွေရောနော်မိရအားကြီးလာတဲ့အခါကျတော့တုံတန်ယုံအဆူပင်လေးတွေလည်းအကုန်လုံးဖြိုးဖြစ်လောင်သွားသူ့ရဲ့လောင်တဲ့လမ်းကြောင်းမှာဘာမှခြံထားခဲ့တယ်လို့မရှိဘူးအကုန်လုံးကခဏနေကြည့်လိုက်ရင်နော်မဲပြားနေတယ်ဟောပြာပဲကြံတယ်ပေါ့နော်မိရအကုန်လောင်တွန်းလောင်သွားတာအဲ့ဒါကိုကြည့်ပြီးတော့တကယ်လို့သာငါလည်းပဲအရိယာမဲ့ဉာဏ်ပူဉာဏ်ကိုရခဲ့မယ်ဆိုရင်ငါစိတ်နှလုံးမှာပေါက်နေတယ်ငါစိတ်နှလုံးမှာရှိနေတဲ့မြက်ပင်တွေအမိုက်တွေတိရွက်6တွေနဲ့တူတဲ့ကိလေသာတရားတွေကိုအဲ့ဒီမဲ့ဉာဏ်ဆိုတဲ့မီးဟာပြောင်းအောင်လောင်သွားမှာပဲနဲ့တူတယ်အခုတော့မီးမရှိသေးတဲ့အခါကျတော့စိတ်နှလုံးမှာအမိုက်တွေထားနေပေါင်းပင်တွေပေါက်နေဟုတ်လားတကယ်လို့သာအရဟတမဉာဏ်အရဟတပုဉာဏ်ဆိုတဲ့မီးကိုငါရအောင်လုံးနိုင်မယ်ဆိုရင်နော်ငါစိတ်နှလုံးမှာဖြစ်ပေါ်နေတဲ့အမိုက်တွေကိုတစမကျင်အကုန်လုံးအဲ့ဒီဉာဏ်မီးကအကျွင်းမရှိလောင်ကျွမ်းသွားမှာပဲလို့သူအဲ့လိုလေးသူတွေးမိတာအမှန်တရားနဲ့နေတဲ့ပုံကိုဆိုတဲ့အခါကျတော့မြင်ရတဲ့အာယုံကတရားအတွေးကိုပဲဖြစ်စေတာပေါ့နော်ဒါကမြင်ရတာတော့ဘာမှစမ်းကြတဲ့ကိစ္စတော့မဟုတ်ဘူးနော်ဘုံဘုံတို့ရဲ့ပတ်ဝန်းကျင်မှာမြင်ကွင်းတွေအမျိုးမျိုးအချိန်နဲ့အမျှရှိနေတယ်အဲ့ဒါတွေကိုဘုံဘုံတို့တွေဟာတကယ်လို့သာကိုကတရားနဲ့မကွင်းကွာတဲ့စိတ်နှလုံးနဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီမြင်ကွင်းတွေဟာကိုယ့်အတွက်အတိအမြင်တစ်မျိုးကိုပေးတတ်တဲ့ဥပမာတွေအနေနဲ့တော့၎င်းဟုတ်လားတွေးစရာတွေအနေနဲ့တော့၎င်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့အခြေခံတော့ဘာရှိဖို့လို့တော့တရားနဲ့နေတဲ့အနေအထားလေးရှိဖို့လို့တယ်နော်မြင်တတ်မယ်ဆိုလို့ရှိရင်အကုန်လုံးဟာပညာကိုဖြစ်စေတဲ့အရာတွေကြီးပဲဇီဝကအတွက်ကတော့မြင်သမျှအပင်တွေဟာသူက
အကုန်လုံးဆေးပင်နေကြီးပဲဟုတ်လားအဲ့လိုပဲအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အတွက်အတွေ့အကြုံတိုင်းဟာအကုန်လုံးဉာဏ်ပညာကိုဖြစ်စေမဲ့အရာတွေကြီးပဲဒါပေမဲ့ဘုံဘုံတို့ကအသိဉာဏ်အခြေခံအားနေတဲ့အခါကျတော့အတွေ့အကြုံတိုင်းဟာဉာဏ်ပညာကိုမဖြစ်ထွန်းစေဘဲနဲ့အတွေ့အကြုံအများစုဟာလောဘဒေါသကိုပဲဖြစ်စေတာပေါ့နော်အတွေ့အကြုံတွေကပဲကိုယ်လောဘဖြစ်အောင်လှည့်စားသွားတယ်အတွေ့အကြုံတွေကပဲကိုယ်ဒေါသဖြစ်အောင်ဖျက်ဆီးသွားတယ်လှည့်သားမှုနဲ့ဖျက်ဆီးမှုကိုတလဲစီခံနေရတယ်ပေါ့နော်ဒီစိတ်ကဘာလို့တော့စိတ်ကအသိဉာဏ်နည်းလို့ပေါ့နော်အသိဉာဏ်ချမ်းသာမှုနည်းလို့ခုဒီယဟန်တော်ဟာအသိဉာဏ်ချမ်းသာမှုများတဲ့အခါကျတော့တောထဲမှာတွန်းမီးလောင်တာဆန်းတဲ့ကိစ္စမှမဟုတ်ဘဲနဲ့ဟုတ်လားအဲ့ဒါကိုသူဘယ်လိုတွေးတော့ဒီမီးဟာတွေ့မြအမိုက်တွေကိုအကုန်တွန်းပြီးတော့လောင်သွားတယ်လို့နော်တကယ်လို့သာငါတန်တန်မှာညံမီးတာရခဲ့မယ်ဆိုရင်နော်ကိလေသာအမိုက်တွေဟာအကုန်လုံးနော်အလောင်ကျွမ်းခံရပြီးတော့သုံးမရတဲ့ပြာဖြစ်ကိုရောက်သွားမှာပဲလို့သူအဲ့လိုတွေးတယ်အမြတ်စွာဘုရားဒီကိုတွားရင်းနဲ့တွေးတာအဲ့ဒါကိုမြတ်စွာဘုရားကျောင်းတော်ကနေပြီးတော့မြင်နေတဲ့မြင်တဲ့အခါကျတော့တကိုးနဲ့ရောင်ကြီးတော့လွတ်ပြီးတော့လှမ်းပြီးတော့ဟောတာသူကတော့သူ့နာကိုမြတ်စွာဘုရားကြွလာပြီးတော့ဟောတယ်လို့မျိုးသူ့စိတ်ထဲမှာတော့ခံစားရတယ်ပေါ့နော်ဒါပေမဲ့မြတ်စွာဘုရားကျောင်းတော်ကနေကြွသွားတာမဟုတ်တကိုးနဲ့လှမ်းပြီးတော့ဟောတာအပမဒရတောဘိက္ခုပမာရိဘယတတိဝါတန်ယောဇနအနုံထူလန္တဟအကိဝါကိစ္စတိဂါထာလေးအပမာရတောဘိက္ခုပမာရိဘယတတိဝါတန်ယောဇနအနုံထူလန္တဟအကိဝါကိစ္စတိအပမာရတောအပမာရတရားဖြင့်လွန်စွာမွေ့လျော်ခြင်းရှိသောပမာတိမေ့လျော်ခြင်း၌ဘယတတိဝါဘေးရန်ဟုရှုလေးရှိသောဘိက္ခုယဟန်သည်ဟောဘလို့နေတာတော့ဒီယဟန်ကမေ့လျော်ခြင်းကိုဘေးလို့ကြောက်เสียမျိုးမျိုးကိုဖြစ်စေတတ်တဲ့အရင်ကအကြောင်းတရားကြီးလို့သူမြင်တယ်။တော့တတိမရှိဘူးခပ်ပေါ့ကျုံဟာအာယုံနဲ့ကျုံဟာအတွေးနဲ့ပဲနေနေတာအန္တရာယ်မျိုးမျိုးကိုဖြစ်စေတဲ့ဘေးဖြစ်စေတဲ့အရာပေါ့နော်။အပမာဒရတောဘိက္ခုပမာတိဘယတတိဝါမေ့လျော်ခြင်းကိုဘေးလို့မြင်တယ်။ဒါပေမဲ့အပမာဒကိုကြတော့ဘာတော့ဘေးကင်းရလို့မြင်ပြီးတော့အဲ့ဒီအပမာဒမှာ तू ကပျော်တယ်တဲ့။ပမာဒကိုဘေးလို့မြင်ပြီးတော့အပမာဒကိုဘာဖြစ်တယ်ပျော်တယ်တဲ့ရတ္တဆိုတာမွေ့လျော်တယ်။တတိလေးနဲ့နေပါများတော့စိတ်ရငြိမ်းအေးမှုဟာတတိနဲ့နေတဲ့အနေအထားပေါ်မှာမူတည်ပြီးတော့ဖြစ်ပေါ်လာတဲ့ဉာဏ်ပညာအတိုင်းအတာအရာငြိမ်းအေးမှုဆိုတာဖြစ်လာ။ငြိမ်းအေးမှုကအမှန်သိမှုကြောင့်ဖြစ်တာပဲတကယ်တမ်းကအဲ့ဒီအမှန်သိမှုကဒါပေါ်မှာတတိထားနေရင်ဒီဖြစ်စဉ်ပေါ်မှာတတိထားနေရင် तू ကသူ့တိုင်းတာနဲ့ तू ကထွက်နေတယ်ပညာထွက်နေတယ်ပညာရနေပညာရလေအတိရလေ तू ကငြိမ်းအေးလေပဲမသိလေဂျာလေခတ်လေပဲဟုတ်လားအဲ့ဒါမလို့ तू ကတတိနဲ့နေခြင်းဟာဉာဏ်ပညာကနေတဆင့်ချမ်းသာမှုကိုရတာကိုတွေ့တဲ့အခါကျတော့ဒီတတိနဲ့နေရတာကို तू ဘာတော့မွေ့လျော်တယ်ပေါ့နော်ဒါကိုအပမာရတောဘိက္ခုဟုတ်လားမမေ့မေ့လျော်မှုမှာပြောတယ်မိမိရောနေရတာကိုတော့ဘေးလို့မြင်တယ်တဲ့အဲ့ဒါလောက်ထိပမာဒရဲ့အပြည့်အပမာဒရဲ့တန်ဖိုးကိုမြင်လာပြီဆိုရင် तू အပမာဒနဲ့အနေကြားလာမယ်အနေများလာမယ်နော်အဲ့လိုအနေများလာရင်ဘာဖြစ်မလို့တဲ့တန်ယောဇနံအနုံထူလန်တဟံအခိဝါကိစ္စတိဟောဒီဥမာလေးပြောတယ်နော်အနုံထူလန်ကြီးကြီးငယ်ငယ်ဖြစ်သောမိစားကိုတဟံတော့လောင်ကျွမ်း၍သွားသောအခိဝါတော်မိကဲ့သို့အနုံငယ်သည်လေးဖြစ်သောဒုံလန်ကြီးသည်လေးဖြစ်သောထူလန်ကြီးသည်လေးဖြစ်သောတန်ယောဇနံတန်ယောဇင်ကိုတဟံတော့အကျွင့်မရှိတိတိကိုအောင်လောင်စီသည်ဖြစ်၍ကိစ္စတိသွား၏ဘောတန်တရားမှာ तू ဘလို့သွားတာတော့နော်တန်ယောဇင်တွေကိုကုန်ခန်းစေသောအဖြစ်သွားတာတော်မီယာကိုသူ့လမ်းကြောင်းကို तू ဘလို့သွားတော့အမိုက်တွေကိုလောင်ကျွမ်းရင်းဖြင့်သွားတာဟုတ်လားဘာမှခြံထားခဲ့ဘူးအကုန်လောင်သွားတွန်းပြီးတော့ဟုတ်လားအဲ့လိုပဲအရိယာသူတော်စင်ဖြစ်သွားပြီနော်ရတ္တမညာရတ္တဖို့ညာရသွားပြီဆိုရင်သူ့ဘဝခီးကို तू ဘလို့သွားခဲ့တာတော့တန်ယောဇင်တွေအကုန်လုံးလောင်ကျွမ်းရင်းနဲ့သွားတာအနုံထူလန်နဲ့နော်တန်ယောဇင်အကြီးရောတန်ယောဇင်အသေးရောဟုတ်လားဒါလည်းခံစားတတ်ဖို့လိုတယ်နော်တန်ယောဇင်တွေကတခါတလေတိတိလေးတွေမလို့လဲတွယ်နေတာရှိသေးတယ်ဟုတ်လားထမင်းလေးကျန်းနေတာမပြည့်ရဘူးဟုတ်လားဘယ်သူမှလည်းစားမယ်လို့လည်းမရှိဘူးဟောဘာဖြစ်နေတော့တန်ယောဇင်တွယ်နေတာနော်နှမျောနေတာဟုတ်လားအဲ့တော့စိတ်ထဲမှာအဲ့ဒီချိန်ဘာဖြစ်တော့စင်းရဲအဖြေကမရှိဘူးဘယ်သူမှလည်းဘယ်သူပေးဖို့လည်းပဲဟောအဲ့လောက်လည်းမများဟုတ်လားဝစိတ်လေးတွေစားပါစီဆိုတွန်လိုက်မယ်ဆိုရင်တော့လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားရင်တော့ဟာစိတ်ကချမ်းသာသွားအဲ့ဒီမှာတခါတလေဖုံဖုံတော့ကိုယ်လည်းမစားနိုင်ဘူးဘယ်သူမှလည်းပေးတရားလည်းမရှိဘူးဟာဒါကြီးကပြဿနာဖြစ်နေဟုတ်လားဘာလို့ပြဿနာဖြစ်တာမရှင်းတဲ့လို့ပေါ့နော်ပေးလိုက်ကွာကပြီးသွားရောဒါတန်ရောစဉ်အသေးဆိုလို့သွားပြီးတော့အမှတ်ရတာပါဟုတ်လား
အမျိုးမျိုးသောဘုံဘုံတို့အကြောင်းတရားတွေကြောင့်တန်ရောစဉ်အကြည်သေးတွေကစိတ်နှလုံးကိုနှောင်ဖွဲ့နေတယ်ဟုတ်လားအထင်ကရမစွန့်နိုင်မလွတ်နိုင်ဖြစ်နေတဲ့တန်ရောစဉ်ကြီးတွေရှိတယ်လို့တန်ရောစဉ်အသေးမွှားလေးတွေလည်းပဲမရှိဘူးလားရှိရနော်ဒါကိုပြောတာအမိုက်ဟာအကြီးရှိတယ်လို့အသေးလည်းရှိတာပဲဟုတ်လားအမိုက်ကအရွယ်စားအမျိုးမျိုးနော်တန်ရောစဉ်ကလည်းဘယ်လိုတော့အရွယ်စားအမျိုးမျိုးဒါကြောင့်မြတ်စွာဘုရားနော်တန်ရောဇဏအနုံထူလံကြီးကြီးငယ်ငယ်အမျိုးမျိုးသောတန်ရောစဉ်တရားတွေကိုဓာအကိဝကိစ္စတိမိဟာအမိုက်တွေကိုလောင်ကျွမ်းပြီးတော့သွားတယ်လို့အဲ့ဒီဉာဏ်ပညာလည်းပဲအဲ့ဒီအမိုက်တွေကိလေသာအမိုက်တွေကိုလောင်ကျွမ်းပြီးတော့သွားတယ်လို့ဟောတာဘာဖြစ်လို့ကိလေသာအမိုက်တွေကိုသူလောင်ကျွမ်းပြီးတော့သွားနိုင်တာတော့ပမာဒကိုဘေးလို့မြင်တဲ့အဆင့်ထိရောက်အောင်အပမာဒမှာပျော်တဲ့အဆင့်ထိရောက်အောင်အပမာဒတရားနဲ့နေလို့ဟုတ်လားဒါလေးကိုဘုံဘုံတို့ပြောပြတယ်နော်ဒါကြောင့်တရားချမ်းသာနဲ့ဘဝမှာငြိမ်းအေးခြင်းတယ်ဆိုလို့ရှိရင်အကြီးမားဆုံးလိုအပ်ချက်အကြောင်းတရားကြီးကဘာတော့အပမာဒတရားနဲ့နေဖို့ဟုတ်လားဒါကြောင့်မလို့ဘုံဘုံတို့ဘဝမှာနော်အကောင်းဆုံးအစားထိုးမှုကိုစားထိုးနိုင်ဖို့လိုတယ်နော်တမျိုးကြနေနေတဲ့နေထိုင်ပုံအနေအထားကြီးကိုပြောင်းလဲပြင်နိုင်ဖို့လိုတယ်ပြောင်းလဲမပြင်နိုင်ဘူးဆိုရင်ကိုမလိုချင်တဲ့အကျိုးရလဒ်နဲ့ကိုမတွေ့လို့မကြုံလို့တဲ့အနေအထားတွေကဘုံဘုံတို့ဟာရုံးထွက်နိုင်မှာမဟုတ်ဟုတ်လားဒီလိုနေသမျှဒီလိုပဲဖြစ်နေမှာနော်ဒီလိုနေတဲ့အနေအထားကိုပြောင်းလဲနိုင်မှာဟိုလိုနေတဲ့အနေအထားမျိုးကိုဘုံဘုံတို့ရှောင်နိုင်မှာပေါ့နော်ကိုယ့်ရဲ့နေပုံကိုမပြောင်းမဲနဲ့အကျိုးရလဒ်ဟာပြောင်းလဲသွားမှာမဟုတ်နော်ဟုတ်လားဒါကြောင့်တတန်တရားလုံးဘုံဘုံတို့ရဲ့စိတ်တွေဟာဘယ်လိုနေခဲ့တာတော့နော်သူ့ရဲ့ကျင်လဲကျစားပုံသူ့ရဲ့တွေးပုံခေါ်ပုံသူ့ရဲ့တော့မြင်ပုံနေပုံထိုင်ပုံကဘယ်လိုတော့ခြုံပြီးတော့ပြောရရင်ပမာဒနဲ့ပဲနေခဲ့တာပေါ့နော်တွေ့ရအာယုံကြုံရအတွေးနဲ့နေလာတာပေါ့ဟုတ်လားအဲ့ဒီပမာဒရဲ့နေရာမှာအပမာဒကိုအစားထိုးနိုင်မယ်ဆိုလို့ရင်စောစောကပြောခဲ့တဲ့အမြင့်မားဆုံးအကျိုးစီးပွားလို့ဆိုတဲ့တော့တရားကြောင့်ဖြစ်တဲ့အသိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာကိုဘုံဘုံတို့ရနိုင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားပမာဒရဲ့နေရာမှာအပမာဒကိုအစားထိုးနိုင်မယ်ဆိုလို့ရှိရင်ဒီလူရဲ့ဉာဏ်ပညာအဆင့်ဆင့်မြင့်ပြီးတော့နော်တောကရောက်နေတဲ့လူတွေစိုးရိမ်နေတဲ့လူတွေကိုစိုးရိမ်မှုကင်းတဲ့အနေအထားကနေသူဟာကြည့်နိုင်တယ်တောင်ထိပ်ပေါ်ကလူဟာတောင်အောက်ကလူတွေကိုလှမ်းပြီးတော့ကြည့်တယ်လို့နော်အပမာဒနဲ့နေလို့ဉာဏ်ပညာမြင့်မားတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအပမာဒနဲ့မနေလို့တိ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 ုက်တာကိုမသိသေးတဲ့နော်တတ္တဝါတွေကိုသူဟာမြင်နေရတယ်လို့အဲ့လိုမျိုးမြတ်စွာဘုရားရှင်မကတ္တဗမထေရကိုအကြောင်းပြုပြီးတော့ဟောထားတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဘဝမှာအစင်းမြင့်တဲ့ချမ်းသာဒုက္ခနဲ့နော်ပျော်မွေ့နိုင်ခြင်းတယ်ဆိုလို့ရှိရင်အကောင်းဆုံးအစားထိုးမှုနဲ့ဘုံဘုံတို့တွေဟာအစားထိုးနိုင်ဖို့လိုတယ်နော်ပမာဒနဲ့နေတဲ့နော်တမျိုးကြအနေအထားတွေကိုအပမာဒနဲ့နေတဲ့မြင့်မြတ်တဲ့အနေအထားမျိုးကိုဘုံဘုံတို့ဟာပြောင်းလဲပြစ်နိုင်ဖို့လိုတယ်နော်အဲ့လိုပြောင်းလဲပြစ်နိုင်မယ်ဆိုဘယ်လိုဖြစ်မလို့ပမာဒမပမာဒေနာယတနုတတိပန္တိတောပညာပါတာရမာရုံရှအာတောကတောကိနေမဇံပပတထောဝဘုမဒေတိရောဘာလေအဝကတိပန္တိတောပညာရှိသည်ယရာကျင်ခါ၌အပမာဒိနမမိမလျောခြင်းဖြင့်ပမာဒံမေ့လျောခြင်းကိုနုတတိပယ်ဖြောက်၏ဉာဏ်ရှိလာတဲ့အခါမှာဉာဏ်ရှိတဲ့လူဟာနော်မမိမလျောခြင်းတရားဖြင့်မေ့လျောခြင်းကိုဖြောက်ပလိုက်တယ်မေ့လျောခြင်းရဲ့နေရာမှာမမိမလျောခြင်းကိုအစားထိုးပလိုက်တယ်အနုတတိဆိုတာနော်ပယ်ဖြောက်ပလိုက်တယ်အဲ့ဒီနေရာမှာဒါနေရာဝန်းယူလိုက်တယ်နော်တရားဒုက္ခ၌ပညာပါတရံပညာတိဟုသောပြတ်တတ်သို့အာရုံရှတက်၍အာတောကောတောကကင်သည်ဖြစ်ဝါစုရင်မရှိသည်ဖြစ်၍တောကိနေတောကတိဟုသောညောင်းသည်စုဝင်အပ်သောပဇံတတ္တဝါပေါင်းကိုအဝကတိမြင်ရ၏အသိဉာဏ်ပညာရှိလာပြီအသိဉာဏ်ပညာဆိုတာဘာကိုရည်ရွယ်တာတော့နော်ယုံနံကိုမြင်တာပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မှားကိုဖြောင်းနိုင်တာဟုတ်လားမပြောင်းလဲနေတဲ့အရာလို့မြင်တာမကောင်းမွန်တဲ့အရာလို့မြင်တာယုံနံအိဋ္ဌဒုက္ခအနတ္တကိုပြောတာဟုတ်လားအဲ့ဒါကိုမြင်ရင်မြင်တဲ့လောက်ဒါပညာရှိတယ်လို့ပြောရတယ်အဲ့ဒီပညာရှိရင်ရှိတဲ့လောက်ဘဝကနော်စိတ်ပူစရာကောင်းလောက်အောင်ဘာမှသိပြီးတော့အရေးကြီးတာမရှိပါဘူးလို့သူနားလေတယ်ပေါ့နော်အဲ့တော့ဘာဖြစ်တော့သူစိုးရင်ချင်းကင်းတယ်ပေါ့နော်စိုးရင်ချင်းကင်းတဲ့အနေအထားကိုမရောက်တော့စိုးရင်ချင်းနေသွားတယ်ပေါ့စိုးရင်ချင်းနေသွားပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်မှာဘာမဟုတ်တဲ့အကြောင်းအရာတွေကြောင့်စိုးရင်နေကြတယ်စိုးရင်မှုနှိပ်စက်မှုအောက်မှာမရှိမလားခံနေတဲ့လူတွေကိုသူမြင်နေရတယ်တဲ့ဒါကိုပြောတာအဲ့ဒါကိုထပ်ပြီးတော့မြတ်စွာဘုရားထင်ရှားအောင်ဘယ်လိုပြောလို့ပပတထောတောင်ထိတ်၌တည်နေသောပုဂ္ဂိုလ်သည်ဘူမတ်ဒေမြေ၌နေသောသူတို့ကိုအဝကတိဤဝါမြင်ရတဲ့ကဲ့သို့
ဒီတော့မမေ့မလျော့တော့တတိတရားဖြင့်နေပြီပညာရှိသောပုဂ္ဂိုလ်သည်ဘာလေမေ့လျော့၍မိုင်မဲသောသူတို့ကိုအဝိခတိမြင်ရ၏နော်တောင်ထိပ်ရောက်နေတဲ့လူဟာနော်မြေပြင်မှာရှိနေတဲ့လူတွေကိုမြင်ရတယ်လို့မျိုးတတိတရားကြောင့်နော်ပညာကြီးပွားလာတဲ့ပုဂ္ဂိုလ်ဟာတတိကင်းလို့ဉာဏ်ဖြင်းတဲ့ပုဂ္ဂိုလ်တွေကိုသူဟာမြင်နေရ၏တဲ့ဒါကြောင့်ဘုန်းဘုန်းတို့ဘဝမှာတန်ဖိုးရှိဆုံးအရာကဘာလဲလို့မေးရင်ပညာပါပဲသို့တော့အဲ့ဒီပညာဒီအခုပြောနေတဲ့အပမာဒအကြောင်းမခံမဲနဲ့မရနိုင်ဘူးနော်စစ်မှန်တဲ့တန်ဖိုးရှိတဲ့ပညာကိုရကျင်တယ်ဆိုရင်ဒီအပမာဒဟာအကြီးမားဆုံးအကြောင်းတရားလို့နားလည်ရမယ်နော်အဲ့ဒီလောက်ကောင်းတဲ့အတွက်ကြောင့်ဒီအပမာဒကိုမြတ်စွာဘုရားဘလို့ဂုဏ်ပြုပြီးတော့ဟောတယ်လေအပမာဒနဲ့ပတ်သက်ပြီးတော့ဒီတဏှာကြီးနော်အချိန်လောက်လေးမှာဘုံဘုံကနည်းနည်းလေးစုံစုံစစ်စစ်လေးပြောခြင်းလို့နော်တရားကိုတော်တော်များများစုထားတာပေါ့ဟုတ်လားများသောအားဖြင့်တော့ဒီပြင်တရားတွေထဲမှာလည်းထည့်ပြီးတော့ဟောပူပြီးသားတရားတွေကြီးပါပဲသို့တော့ဒီမင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ရှုတော်မျိုးစုံကနေကျေပြန့်တဲ့အမြင်တွေကိုတစုတစည်းတည်းရှိသွားအောင်ပေါ့နော်အပမာဒရှုတော်မနေ့ကဆိုအရက်သေးတာရှုတော်ပေါ့နော်အဲ့လိုမျိုးဒါအလွန်မှမြတ်စွာဘုရားရဲ့နော်ဒေသနာတော်တွေဟာဘလောက်ပြည့်စုံတယ်လဲဆိုတဲ့ခံစားမှုကိုလည်းရသိခြင်းတာပေါ့ဟုတ်လားခုဒီအပမာဒတရားလောကီလောကုတ္တရာအကျိုးစီးပွားများစွာကိုဖြစ်ထွန်းစေတဲ့အဓိကကြတဲ့အကြောင်းတရားဖြစ်လို့မို့မြတ်စွာဘုရားကဒီအပမာဒတရားကိုဘလောက်ထိဂုဏ်ပြုထားသလဲဆိုတာလေဟုတ်လားအဲ့ဒါဘုံဘုံတို့အင်္ဂုတ္တပါဠိတော်တတကနိပတ်ထဲမှာမြတ်စွာဘုရားဟောတယ်ပါဠိတွေမရွတ်တော့ပါဘူးအချိန်သိပ်ပြီးတော့မရှိလို့ဟုတ်လားရိုးရိုးလေးဗမာလိုလေးစဉ်းစားကြည့်နော်ပါဟောတော်မြတ်စွာဘုရားယဟန်တို့တဲ့အချင်းတစ်ချောင်းရှိတဲ့တတ္တဝါတွေထဲမှာမြတ်စွာဘုရားအမျက်ဆုံးမေတဲ့တင်ညာရှိတဲ့တတ္တဝါတင်ညာမရှိတဲ့တတ္တဝါယုတ်ရှိတဲ့တတ္တဝါယုတ်မရှိတဲ့တတ္တဝါနော်တတ္တဝါမျိုးစုံဖြစ်ပေါ်ပြောင်းလဲနေတဲ့ဒီလောကကြီးထဲမှာမြတ်စွာဘုရားဟာအမျက်ဆုံးမြတ်စွာဘုရားအသာလွန်ဆုံးပဲပေါ့နော်အဲ့ဒါလိုပဲချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတဲ့ကုသိုလ်ကောင်းမှုမှန်သမျှတွေထဲမှာလည်းပဲအပမာဒတရားအမျက်ဆုံးပဲတဲ့ဘုရားနဲ့တောင်နှိုင်းတာနော်တတ္တဝါတွေထဲမှာမြတ်စွာဘုရားအမျက်ဆုံးကုသိုလ်တရားတွေထဲမှာအပမာဒအမျက်ဆုံးတဲ့ဟောအဲ့ဒါလိုပဲထပ်ပြီးတော့ပြောတယ်တမျိုးရှိသွားပြီနော်ကုန်းတော်တွေရဲ့ခြေရာတွေထဲမှာဆင်ခြေရာအကြီးဆုံးချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဟာအကြီးကျယ်ဆုံးဆင်ခြေရာနဲ့တူတယ်နှမျိုးရှိပြီနော်အိမ်တအိမ်မှာဒီခေါင်ဆိုတဲ့အထွတ်ဟာအမျက်ဆုံးသူမိုးမလုံးဘူးဆိုရင်ဒီအိမ်ဟာမိုးယုတ်ပြီးတော့အကုန်ပျက်စီးမယ်သူအရေးပါတယ်ပေါ့နော်သူချုပ်ထားတယ်အဲ့လိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဟာအမျက်ဆုံးသုံးမျိုးရှိပြီနော်အမြင့်နံ့တာတွေထဲမှာအကျော်ပင်ရဲ့အမြင့်နံ့တာအမွှေးပြန်ဆုံးဘယ်အမြင့်နံ့တာမှအကျော်ပင်ကိုမမှီဘူးပေါ့နော်အဲ့လိုကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဟာအကြီးကျယ်ဆုံးသူ့ဘယ်တရားမှမမှီဘူးပေါ့နောက်အနှစ်နံ့တာတွေထဲမှာစန္ဒကူးနီယာအသာဆုံးဒီပင်ကလည်းမျိုးစုံရှိတာဆိုတော့တချို့အနှစ်တည်းဟာမှုေးတာတွေရှိတယ်အနှစ်နံ့တာပင်ဟုတ်လားအမျိုးမျိုးသောအနှစ်နံ့တာပင်ထဲမှာစန္ဒကူးနီယာအသာလွန်ဆုံးနော်နောက်အပွင့်နံ့တာတွေထဲမှာမြက်လေးပန်းဟာအမြတ်ဆုံးတယ်ဟောနောက်ပန်းတွေမျိုးစုံလောကမှာစမ်းကြယ်တယ်ဟိုတနေ့တော့ပန်းတွေကြည့်ပြီးတော့ဒီမြေကြီးတွေကနေထွက်လာတာမျိုးစေ့ရဲ့အရေးပါပုံကိုစဉ်းစားမိတာပါဟုတ်လားဒီမြေဒီရေဒီလေဒီအလင်းရောင်ကိုယူပြီးတော့နှင်းစီပင်ကဒီလိုလေးတွေပွင့်လာဟိုလိုပွင့်အနှံလေးတွေကလည်းအမျိုးမျိုးဒါအောင်မှတခါလူတွေကထပ်ပြီးတော့ဟိုနဲ့ဟိုဆက်ဒီမျိုးစင်းနဲ့ဟိုနဲ့ပေါင်းဟုတ်လားလိုချင်တယ်လို့ဖန်တီးကြအတိတ်ကဘာတော့မျိုးပေါ့နော်မျိုးကွဲသွားတဲ့အတွက်ကြောင့်ရလက်တွေကလည်းဘာဖြစ်သွားတော့ကွဲသွားတာဟုတ်လားအဲ့လိုပန်းပွင့်နေအမျိုးမျိုးနော်အမွှေးနံတာကိုနော်ပေးတတ်တဲ့ပန်းနေအမျိုးမျိုးထဲမှာမျက်လေးပန်းဟာကောင်းဆုံးအဲ့လိုပဲအပမာဒတရားကုသိုလ်တရားတွေထဲမှာကောင်းဆုံးတဲ့ရှင်ဘုရင်တွေထဲမှာစัจ जा မင်းဟာအကြီးကျယ်ဆုံးနော်အစိုးရတဲ့အုပ်ချုပ်သူလူဒန်းစားတွေထဲမှာစัจ जा မင်းဟာအမြင့်မြတ်ဆုံးစัจ जा မင်းဟုတ်လားနက္ခတ္တရာကြေတကာတွေထဲမှာလဟာနော်အသာလွန်ဆုံးအထွန်းပဆုံးကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဟာအသာလွန်ဆုံးဟုတ်လားအမိုက်မှောင်ကိုဖေးဖြောက်ထစ်တဲ့အလင်းရောင်တွေထဲမှာနေမင်းရဲ့အလင်းရောင်ဟာအသာလွန်ဆုံးအတောက်ပဆုံးဟုတ်လားအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒတရားဟာအသာလွန်ဆုံးနော်
ပြီးတော့ရေတွေစုပြီးတော့စီးနေကြတဲ့ချောင်းတွေမြောင်းတွေမြစ်တွေရှိတယ်ရေအစုဝေးကြီးလှုပ်ရှားနေတဲ့ရေအစုတွေဟုတ်လားရေအစုဆိုတာရေစက်သေးသေးလေးတွေအမှုံအမွှားလေးတွေရဲ့အစုဝေးကြီးပဲလေဟုတ်လားအဲ့ဒီလှုပ်ရှားနေတဲ့ရေအစုအဝေးဒီမြစ်တွေထဲမှာသမုဒ္ဒရာဟာအတာလွန်ဆုံးအကြီးကျယ်ဆုံးကုသိုလ်ကောင်းမှုတွေထဲမှာအပမဒဟာအတာလွန်ဆုံးလို့အဲ့လိုမြတ်စွာဘုရားဂုဏ်ပြုတယ်ဥပမာဘယ်နှမျိုးတော့10မျိုးဟုတ်လားဒါကြောင့်မလို့အပမဒတရားရဲ့နော်တန်ဖိုးတွေကိုဘုံဘုံတို့မြတ်စွာဘုရားရဲ့အလိုတော်ကြနော်မြင်ပြီးတော့တန်ဖိုးထားဖို့မလိုဘူးလားတန်ဖိုးကိုမြင်မှလည်းပဲနော်တန်ဖိုးထားပြီးတော့ကိုယ်တန်တန်မှာရှိအောင်ကြိုးစားပါနော်ဒါလည်းပဲသူနဲ့အတူတူနေဘူးမှသူ့ရဲ့အကျိုးရလဒ်ကိုသိပြီးတော့တန်ဖိုးကလည်းထားတတ်မှာတော့သူတို့နှစ်ခုကနည်းနည်းဘယ်လိုပြောမလို့ဆက်ဆက်နေတယ်ပေါ့နော်ပထမအဆင့်တန်ဖိုးကိုသိမှလည်းပဲသူ့ကိုရအောင်လုပ်ချင်သိပေါ့သူရပြီဆိုတော့မှလည်းပို့ပြီးတော့တန်ဖိုးကလည်းရှီမန်းသိသွားမှာတန်ဖိုးရှီမန်းသိမှရအောင်လုပ်မယ်ရမှလည်းတန်ဖိုးကပို့ပြီးတော့နားလည်မယ်တို့လဲနေတယ်တော့အစကနေဥမာတော့အော်မြတ်စွာဘုရားဟောခဲ့တာဒီအပမာဏကိုပဲခြေခံပြီးစစ်မှန်တဲ့ချမ်းသာကိုသူတော်ကောင်းအသီးသီးဟာအရယူသွားကြတာဒီယုံကြည်မှုလေးနဲ့ဘုံဘုံတို့ကအပမာဏကိုဘာလို့မတော့မွေးမြူရမှာဟုတ်လားအဲ့လိုမွေးမြူလို့အပမာဏတရားကိုယ်တန်တန်မှာတော့ဆွဲမြဲလာတယ်ခိုင်မြဲလာတယ်ဆိုရင်အပမာဏရဲ့တန်ဖိုးကိုမသိခြင်းလို့ကိုမရတော့ဟုတ်လားတစ်ချက်လောက်ဘုံဘုံတို့ခန္ဓာကိုယ်သတိလေးထားကြည့်လိုက်နော်အလေးအကျင့်များလို့ရှိရင်နောက်ကြရင် तू ကနားလေလာတစ်ချက်ထားလိုက်တာနဲ့စိတ်ကဘာဖြစ်သွားငြိမ်ကြသွားနားလေတဲ့အရှိတာကိုနားလေတဲ့အတိုင်းတာသူ့အတိုင်းတာလေးနဲ့သူဆောင်ရွက်သွားတာဟုတ်လားဘယ်အချိန်လေးပဲအမှတ်ရရခန္ဓာမှာဖြစ်နေတဲ့ဒီဖြစ်စဉ်ကိုဘုံဘုံတို့ဒါအလေးအကျင့်လည်းပဲများဖို့တော့လိုတာပေါ့နော်အလေးအကျင့်များမှလည်းပဲပို့တော့ကျွမ်းကျင်ပဲပေါ့ဟုတ်လားဒါကိုဘုံဘုံတို့ကကိုယ့်ရဲ့ပါဝင်ပတ်သက်မှုဝင်ရောက်ဆွတ်ဖက်မှုကင်းနိုင်တယ်မြကင်းအောင်ကြိုးစားပြီးတော့အရှိအတိုင်းလေးမှတ်တမ်းတင်တဲ့အလေးအကျင့်ပြည့်ုံလေးပဲသိပြီးတော့နေကြည့်လိုက်ဟုတ်လား तू ဟာဘယ်လိုသဘောရှိလဲဆိုတာပါပူးတွဲပြီးတော့နားလည်ပြီးတော့နော်ဉာဏ်ရဲ့အမြင်ရှင်းမှုကြောင့်စိတ်နှလုံးမှာရှုပ်နေတာတွေပူးနေတာတွေဟာရှင်းပြီးတော့အေးပြီးတော့သွားတာကိုသူ့အတိုင်းတာနဲ့ तू သိနိုင်တယ်အပမာဒရဲ့စွမ်းရည်ကိုဟုတ်လားအဲ့လိုမကြအတွေ့အကြုံရှိတယ်ဆိုရင်စိတ်တွေပူးလိုက်ပြီဆိုငါသတိလိုနေတယ်စိတ်နည်းနည်းဆင်းရဲလာပြီဆိုရင်စိတ်နည်းနည်းရှုပ်လာပြီဆိုရင်ငါသတိလိုနေတယ်ငါအထင်တွေအမြင်တွေမှားနေတယ်အကျိုးရလဒ်တွေမှားနေတာကိုကြည့်ရင်အကြောင်းတွေမှားနေတယ်ဆိုတာကိုမြင်နိုင်တယ်ပေါ့နော်ဟုတ်လားဒါကြောင့်အကြောင်းတရားကိုမှန်အောင်ဘုန်းဘုန်းတို့ဘာလုပ်လိုက်ဖို့လို့ပြင်လိုက်ဖို့လိုတယ်အဲ့ဒါဘယ်လိုပြင်မလို့သတိလေးပဲထားလိုက်ဟုတ်လားအကြောင်းကိုပြင်လိုက်တာနဲ့အကျိုးရလဒ်ကလည်းဘာဖြစ်သွားပြောင်းလဲသွားနော်အဆုံးစုံအကျိုးရလဒ်ကဘယ်ထိပြောင်းလဲသွားမလို့ထင်လဲနော်ကိလေသာတွေငြိမ်းရတဲ့အဆင့်ထိဒါဘုန်းဘုန်းတို့ကြီးမှန်းချက်ထားမျှော်လင့်ချက်ထားပြီးတော့ဘုန်းဘုန်းတို့ကပြောင်းလဲဖို့ဘာလုပ်ကြမှာတော့ကြိုးစားကြရမှာဟုတ်လားဒါပါလေအပမာဒရဲ့တန်ဖိုးကိုမြင်မှဘုန်းဘုန်းတို့ကအပမာဒတရားနဲ့နေလိုတဲ့စိတ်ထက်သန်နေလိုတဲ့စိတ်ထက်သန်မှလည်းပဲနေမယ်နေမှလည်းပဲသူ့ရဲ့အကျိုးရလဒ်ကိုဘုန်းဘုန်းတို့ရရှိမယ်သူ့အကျိုးရလဒ်ကိုရမှလည်းပဲသူ့ကိုပူပြီးတော့တန်ဖိုးထားမယ်တန်ဖိုးထားလေခိုင်မြဲအောင်လုပ်လေဒီလိုနဲ့ဘုန်းဘုန်းတို့ဟာကောင်းသောလက်ပတ်ချင်းဖြင့်ရှေ့ကိုခရီးရအောင်ကြိုးစားအကောင်းနဲ့ပေါ်တဲ့သဘောလေးတွေပြောနေတာဘုန်းဘုန်းကဟုတ်လားတရားတော်ဘိန်းတစ်ဘိန်းလှိမ့်သွားတယ်လက်ပတ်လို့ရှေ့ရောက်သွားတာပေါ့ကားဘိန်းလေးလဲရှေ့ရောက်သွားတယ်စိတ်ကူးတဲ့ပေါ်တာကိုပြောတာပါဟုတ်လားအဲ့လိုပဲဘုန်းဘုန်းတို့ကအပမာဒရဲ့တန်ဖိုးကိုမြင်တယ်မြင်တော့ရအောင်လုပ်တယ်ထိုက်တဲ့လောက်ရတော့အကျိုးရှိမှလက်တွေ့အရာသိတယ်သိတော့ပိုးတန်ဖိုးထားတယ်တန်ဖိုးထားတော့ထက်ရှာတော့ထက်ရတော့ထပ်ပြီးတော့တန်ဖိုးထားပြီးတော့ဒီလိုနဲ့ဘုန်းဘုန်းတို့ကကောင်းသောလက်ပတ်ချင်းလေးတွေလက်ပတ်နိုင်မှုမလိုဘူးလားနော်ဆက်လဲပတ်သွားတယ်ပေါ့မကောင်းတဲ့ဆက်လည်းရှိတယ်ကောင်းတဲ့ဆက်လည်းရှိတယ်ဒါဥမာတွေကောင်းတဲ့ပေါ်လာတဲ့ပြောရင်တရားရှည်ကုန်လိုက်မယ်ဟုတ်လားအဲ့တော့အဓိပ္ပာယ်ပါတော့အပမာဒရဲ့တန်ဖိုးကိုနားလည်ဖို့အပမာဒနဲ့နေကြည့်လို့တန်ဖိုးကိုရှီမှန်းသိလေအပမာဒနဲ့နေလို့စိတ်ထက်သန်လေအဲ့ဒီနီးနဲ့အပမာဒကိုမပြောက်ပြက်အောင်ဘုံဘုံတို့တွေကစောင့်ရှောက်ဖို့လိုတယ်ဟုတ်လားအပမာဒကိုစောင့်ရှောက်နိုင်တယ်ဆိုတာထိုက်တဲ့အသိဉာဏ်မရှိဘဲနဲ့မဖြစ်နိုင်ဘူးဟုတ်လားအပမာဒရဲ့တန်ဖိုးကိုနားလည်တဲ့အသိဉာဏ်နားလည်သည့်အားလျော်စွာအပမာဒကိုရှိအောင်လုပ်လို့အပမာဒရဲ့အကျိုးရလဒ်ကိုခံစားရတဲ့အဆင့်ထိအသိဉာဏ်တော့မြင့်လာလေအပမာဒကိုမပျက်စီးအောင်စောင့်ရှောက်လေပဲအဲ့ဒါမြတ်စွာဘုရားဘယ်လိုတောင်ဟောတော့အပမာဒရဲ့တန်ဖိုးကိုတကယ်သိပြီးတော့တကယ်နားလည်လာပြီဆိုရင်အဲ့ဒီပညာရှိဟာအပမာဒကိုအလွန်တန်ဖိုးကြီးတဲ့
ယရနာဥစ္စာပစ္စည်းကိုမပျက်စီးအောင်စောင့်ရှောက်တယ်လို့မျိုးသူစောင့်ရှောက်တယ်တဲ့အပ္ပမာဒရဲ့တန်ဖိုးကိုနားမလည်ကြတဲ့အပ္ပမာဒနဲ့လည်းပဲနေလိနေထမရှိကြတဲ့ပုံကိုယ်တွေကြတော့မေ့ဖို့ပဲကြိုးစားနေတာတဲ့ဆိုလိုတာကမိုက်တဲ့လူတွေဟာပမာဒနဲ့နေတာနော်ဉာဏ်ရှိတဲ့လူတွေဟာအပ္ပမာဒနဲ့နေတာဒါသူများကိုဝေဖန်မှုမဟုတ်ပါဘူးကိုဝေဖန်ကြည့်ရမယ်အပြန်အလှန်အားဖြင့်ဟုတ်လားမေ့နေပြီဆိုရင်ငါလူမိုက်ဖြစ်နေပြီဒါရိုးရိုးလေးပဲသတိမရှိဘူးနော်ကြုံအားအာယုံနော်ဖြစ်တယ်လို့အတွေးတွေနဲ့ဘဝကိုသွားနေတယ်မိုက်နေပြီလူမိုက်ဖြစ်နေပြီဟုတ်လားအဲ့ဒီနေရာမှာဘုံဘုံတို့အပ္ပမာဒကိုအစားထိုးနိုင်မယ်ထိုက်တဲ့အကျိုးရလဒ်ကိုလည်းရမယ်ဟာဒါလေးနဲ့ပြုံးပွေးပြီးတော့သွားနေတယ်ဆိုရင်အော်တော်သေးတယ်ထိုက်တဲ့အတီကလေးရှိနေလို့ဟောဒီလိုနားလေရမှာနော်ဒါကိုမြတ်စွာဘုရားဟောထားတာလေးရှိတယ်ခုဘုံဘုံပြောတဲ့အဓိပ္ပာယ်လေးကိုမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီအဓိပ္ပာယ်တွေကိုပဲကြည့်ပြီးတော့ဘုံဘုံကပြောနေတာဟုတ်လားပမာဒမနုယုံစံတိဘာလာတုံမေတိနောဇနာအပမဒင်္စမေရာဝိတနံတိထံဝါရခတိမဟာပမာဒမနုယုံစေထမာကာမရတိတန်ထဝံအပမထောဟိဇာယံတော်ပပောတိဝိပုလံဒုက္ခဒီကထာလေးနှစ်ပုဒ်ဒါလေးပြီးရင်ဘုံဘုံတို့တရားဆုံးသတ်ဟုတ်လားဘာပြောတော့ဘာလာမိုင်မဲကုံသောဒုံမေတိနောပညာမဲကုံသောစနာလူတို့သည်ပမာဒမေလျောခြင်းကိုအနုယုံစံတိလုံးလပြုတ်ကုန်ယူဝါဖြစ်စေကြကုန်၏လူမိုက်တွေညံနေတဲ့လူတွေဟာမေခြင်းကိုပဲဖြစ်စေနေတယ်တဲ့ဘဝမှာမေခြင်းနဲ့ပဲတွဲပြီးတော့တွားနေကြတယ်မေရာဝီကြောင်းကျိုးမြင့်သည့်ပညာရှိသောပုဂ္ဂိုလ်သည်အပမဒင်းစမမေ့မလျောခြင်းကိုသာလျှင်တဏ္ဍတိထံမြတ်သောဥစ္စာယတနာကိုကဲ့သို့ရခတိစောင့်ရှောက်၏နော်တတိရှိတဲ့လူအသိရှိတဲ့လူအမျှော်မြင်ရှိတဲ့လူအလွန်တရာမှအကျိုးကျေးဇူးကိုဖြစ်ထွန်းစေတဲ့အပမဒတရားကိုတန်ဖိုးကြီးယတနာပစ္စည်းကိုမပျက်စီးအောင်စောင့်ရှောက်တယ်လို့စောင့်ရှောက်တယ်တဲ့ဒါဘာလို့မြတ်စွာဘုရားဒီကထာဟောတာတော့ဘုန်းတော်မကြားပြောဥပါတဲ့ဒီကထာလေးရနော်တာဝတိမြို့မှာဒုက္ခဒုက္ခယဉ်ကျေးမှုတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဘာလက်နခတ်တပွဲသဘင်ဆိုတာရှိတယ်လူမိုက်တွေပြောတဲ့ပွဲပေါ့နော်အကြောင်းတစ်ခုကိုပြပြီးတော့9ရက်လောက်တောင်သူတို့တောင်းကြမ်းကြနော်တချို့ဆိုအဝေးမဝဲဘူးတချို့ဆဲဆိုတွေးတဲ့လူကိုတခါတည်းရုံမာတွေပြောဟာတွေးသမျှအိမ်ဆူညံပွက်ပြီးတော့ပစံတောင်းမပေးသမျှမသွားအဲ့လိုမျိုးပေါ့နော်အဲ့တော့ဉာဏ်ပညာနဲ့ပြည့်စုံကြတဲ့စိတ်ကောင်းနှလုံးကောင်းရှိကြတဲ့နောက်တဘာဝကြနေနိုင်ခြင်းတဲ့ပုံကိုယ်တွေကြတော့အဲ့ဒီပွဲတော်ရဲ့အတွင်းမှာလမ်းပေါ်ကိုမထွက်ရဲဘူးအိမ်ထဲမှာပဲနေရတယ်အဲ့ဒါမြတ်စွာဘုရားမှုပြုတဲ့တန်ဃာတွေလည်းဆုံးမမကြွားဘူးတရားဓမ္မတွေကကြောင်းသွားပြီးတော့ဆုံးပို့ရတယ်9ရက်ပြည့်မှပွဲပြီးသွားပြီဆိုမှသွားရတယ်အဲ့ဒီအနေအထားကိုအခြေပြုပြီးတော့မြတ်စွာဘုရားဒီကထာလေးကိုဟောတာလူမိုက်တွေဟာမေ့ဖို့ပဲကြိုးစားနေတာဟုတ်လားသူတို့ကိုဓာတ်လိုက်ပြောတာပါပဲပြောတာတော့ဒါပေမဲ့မေ့တဲ့လူအလုံးကိုထိတာပေါ့နော်ဟုတ်လားပြောတာတော့အဲ့ဒီခေတ်ကအဲ့ဒီလူတွေကိုပြောလိုက်တာဒါပေမဲ့အခုခေတ်ထိဘာလုပ်နေတော့ထိနေတော့ပဲမေ့ရင်ပါတော့လူမိုက်ပေါ့နော်ကိုကိုအကျိုးမဲ့အောင်လုပ်နေတာကိုအကျိုးမရှိအောင်လုပ်နေတာဟုတ်လားမမေ့ဘူးဆိုရင်တော့ဘာတော့ပညာရှိပဲယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်နော်ယဟန်ပဲဖြစ်ဖြစ်လူသားပဲဖြစ်ဖြစ်နော်ဒီပေတံနဲ့ဘုံဘုံတို့တိုင်းကြည့်မယ်ဒီချိန်ကုန်နဲ့ချိန်ကြည့်မယ်ဆိုရင်မေ့ရင်ပါတော့လူမိုက်ပဲမမေ့ဘူးဆိုရင်ပါလဲပညာရှိပဲနော်အဲ့ဒါကိုမြတ်စွာဘုရားဆက်ပြီးတော့ဂါထာတစ်ပုဒ်ထပ်ပြီးတော့ပြောတယ်သူနှစ်ပုဒ်တွဲလေးဘာလာမိုင်မဲကုံသောဒုံမေတိနော်ပညာမဲ့ကုံသောဇနာလူတို့သည်တမာရမေလျောခြင်းကိုအနုယုံစံတိအဖန်မှလုံးလာပြုတ်ကုန်ယူဝါဖြစ်စေကြကုန်၏မေရာဝီကြောင်းကျိုးမြင့်သည့်ပညာရှိသည်အပမဒင်းစမမေ့မလျောခြင်းကိုသာလျှင်တိဋ္ဌံတဏံမြတ်သောဥစ္စာယတနာကိုကဲ့သို့ရခတိစောင့်ရှောက်၏ပမာဒံမမေ့မလျောခြင်းကိုပမာဒံမေ့လျောခြင်းကိုမာအနုယုံစေထမဖြစ်စေကုန်ရာမေ့လျောခြင်းကိုမဖြစ်စေနေတဲ့ကာမရတိတန်ထဝဝိထုကာမကိလေသာကာမ၌မွေးလျောခြင်းကိုဆိုအပ်သောတဏတန်ထဝကိုလိမာဝိနထမရစေကြကုန်လဲဟိမှန်လာပေစွာအပမထောမမိတ်မလျောသည်ဖြစ်၍ဇာယံတော်ရှုစင်ခြင်းပွားများ၍နေသောပုဂ္ဂိုလ်သည်ဝိပုလံကြီးခြင်းပြန်မျောသောဒုက္ခချမ်းသာခြင်းသို့ပပောတိရောက်၏မေ့လျောခြင်းနဲ့ပြောမနေနဲ့မေ့လျောခြင်းထဲမှာမဖြစ်စေနဲ့ကိုယ့်ရဲ့ဘဝဖြစ်စဉ်ကြီးကမေ့လျောခြင်းထဲမှာကြမနေစေနဲ့ဒါပြောတာနော်ဝိထုကာမကိလေသာကာမမှာပျော်နေတယ်ဆိုတဲ့အပျော်နဲ့လည်းပဲဘဝမှာမသွားနေတဲ့ဘာဖြစ်လို့တော့
အဲ့ဒါတွေကိုရှောင်ပြီးတော့ပမာဒနဲ့ကာမကိုရှောင်ပြီးတော့ဟုတ်လားအပမာဒနဲ့မြန်သွားနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါတွေကြောင့်ရတဲ့ချမ်းသာတဲ့တာလွန်နဲ့ပြောရင်ကာမကြောင့်ရတဲ့ချမ်းသာတဲ့တာလွန်နဲ့ဝိပုလဒုက္ခတဲ့နော်ကြီးကျယ်ပြန်ပြောတဲ့ချမ်းသာနိဗ္ဗာန်ချမ်းသာကိုရည်ညွှန်းတာပေါ့နော်အဲ့လိုကြီးကျယ်ပြန်ပြောတဲ့တတန်တရားလုံးမရခဲ့ဘူးသေးတဲ့ချမ်းသာမျိုးကိုတော့ဘာလို့ရနိုင်နေလို့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ဒါလေးကဏိကုံးကျုပ်ကလေးပေါ့နော်ကိုလူမိုက်လားပညာရှိလားနော်ဒီပေတံလေးနဲ့တိုင်းတာပြီးတော့ကြည့်ဖို့ဒီမေကုံးလေးနဲ့ကိုဘာတော့စစ်ဆေးကြည့်ဖို့ဟုတ်လားမေ့နေပြီကွာသတိမရှိဘူးကိုခန္ဓာဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆိုရင်အဲ့ဒီအချိန်ဘာဖြစ်နေပြီတော့လူမိုက်ဟုတ်လားခန္ဓာမှာသတိလေးထားပြီးတော့နေတယ်ဟောဒါနလေးပြုအောင်မှအမှတ်ရတယ်နော်သီလဖြူစင်အောင်စောင့်ထိန်မယ်အမှတ်ရတယ်ဘာဖြစ်နေပြီတော့ပညာရှိရာရောက်သွားလို့ပညာရှိဟုတ်ပြီနော်အဲ့တော့ဘုန်းကြီးတို့ဒီကနေ့ညမင်္ဂလာတရားတွေထဲမှာအလွန်မှကြီးကျယ်တဲ့မင်္ဂလာတစ်မျိုးလို့ဆိုနိုင်တဲ့အပမဒေါသဓမ္မေတုဟုတ်လားဓမ္မေတုဒါနသီလဘာဝနာကုသိုလ်တရားတို့၌အပမတော်မမိမလျော့ခြင်းသည်မင်္ဂလာတရားဟုတ်လားဘာဝနာတရားကိုမမေ့ဘူးဆိုတာကိုအခြေချမယ်ဆိုရင်ဘာလာမလို့အိုနာသေးကွဲကနှစ်တွဲကိုမမေ့တာရဲ့ယုံနံအိဋ္ဌဒုက္ခအနတ္တကိုမမေ့တာရဲ့ဒါကိုချုပ်ပြီးတော့ပြောမယ်ဆိုရင်ဒုက္ခဖြစ်နေတဲ့အနေအထားကိုမမေ့တာဩဒုက္ခတွေဖြစ်နေတာဒါကိုအမှတ်ရမယ်နော်ဒုက္ခလွယ်လို့တခြားဘာဖြစ်နေတာမှမဟုတ်ဘူးဆိုတဲ့အမှတ်တတိဘုံဘုံတို့မှာရှိသင့်တယ်ပေါ့နော်နကုလပေတာနကုလမာတာမြတ်စွာဘုရားကိုသားလို့ချစ်ကြတဲ့ပုံနာကြီးရှင်ဒီမောင်တာအဲ့ဒါဒီနေ့တော့အဲ့ဒီနကုလပေတာတခါကြီးကမြတ်စွာဘုရားရဲ့ဓမ္မောက်ရောက်လာပြီးတော့မြတ်စွာဘုရားကိုသူပါလျှောက်တော့အာမတ်မိဗန္ဒီဇိနောဟုတ်တော်မဟာလကောအတ္တကတောဝယောအနုပ္ပတ်တောအတုရကာယောအဘိက္ခဏတင်ကောမြတ်စွာဘုရားတဲ့တပည့်တော်ဟာအိုမင်းလှပါပြီတဲ့အသက်ကလည်းကြီးလာပါပြီနောက်ဆုံးအရွယ်ကိုရောက်နေပါပြီတဲ့နောက်ဆုံးအချိန်ကိုလည်းရောက်နေပါပြီဘဝမှာအရွယ်တွေရှိတယ်အချိန်တွေရှိတယ်သူ့အချိန်နဲ့သူ့အရွယ်နဲ့သူရှိတယ်သူကတော့တတိယအရွယ်လို့ဆိုတယ်နောက်ဆုံးအရွယ်ကိုရောက်နေဘဝရဲ့နေရမယ့်အချိန်တွေကနောက်ဆုံးအချိန်ကိုရောက်နေပြီတဲ့အတုရကာယောအဘိက္ခဏတင်ကောတဲ့သူပြောတာလေကအတုရကာယောတပည့်တော်ခန္ဓာကိုယ်ဟာနာကျင်ခံခတ်မှုနဲ့ဆင်းရဲနေတယ်အဘိက္ခဏတင်ကောအမြဲမပြတ်နှိမ့်ဆက်ခံနေရတယ်လို့ကိုခန္ဓာဟာဆင်းရဲတယ်တဲ့ဟုတ်လားနောက်ဆုံးရွယ်ကိုရောက်နေပြီခန္ဓာကိုယ်ကြီးကအမြဲမပြတ်နာကျင်နေတယ်အမြဲတမ်းနှိမ့်ဆက်နေတယ်လို့ကိုသူ့ကိုယောဂဝေဒနာတွေနဲ့ဆင်းရဲစေနေသေးတယ်ခန္ဓာကိုယ်ကြီးနေသတ္တဝီခောပနာဗန္ဒီဘဂဝတောမနောဘာဝနိယံစဘိက္ခုနာနောက်စိတ်နှလုံးကိုကြည်လင်စေတဲ့အရှင်ကောင်းအရှင်မြတ်တွေကိုအမြဲတမ်းတပြည့်တော်နောက်မှာဖူးမြော်ဖို့ဆိုတာမလွယ်ပါဘူးတဲ့မြတ်စွာဘုရားကိုဖူးမြော်ဖို့ဆိုတာလည်းမလွယ်ပါဘူးတဲ့ဩဝရတုမဗန္ဒီဘဂဝါအနုတတတုမဗန္ဒီဘဂဝါနော်ဒါကြောင့်မို့လို့ဘုရားတပည့်တော်ကိုဆုံးမပါသွန်သင်ပါချမ်းသာအောင်ပြောပြပါယံမမတ္တဒေဂရတ္တဟိတာယဒုက္ခယာတိအဲ့လိုမြတ်စွာဘုရားတပည့်တော်ကိုဆုံးမမယ်ပြောမယ်ဆိုရင်တပည့်တော်အတွက်နော်အလွန်ရှည်လျားတဲ့ကာလပတ်လုံးချမ်းသာခြင်းကကြီးပွားခြင်းကဖြစ်ပါလိမ့်မယ်ဗျာတဲ့အခုဆုံးမလိုက်တဲ့အဆုံးအမကအခုလောလောဆယ်လေးချမ်းသာယုံလေးလောက်တင်သူကမျောလင့်တာမဟုတ်နော်နောက်အရှိတစ်ဖြစ်ချမ်းသာဖို့အတွက်အကျိုးရှိဖို့အတွက်ဖြစ်ပါလိမ့်မယ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမကအဲ့လိုမြတ်စွာဘုရားကိုလျှောက်တဲ့ချိန်မှာမြတ်စွာဘုရားကဧဝမေတံဂါပတိဧဝမေတံဂါပတိအတုရောဟာယံဂါပတိကာယောအန္တဘုဒ္ဓပရိယောနတ်တော်တခါကြီးတဲ့သင်ပြောတဲ့စကားသင်ပြောတဲ့အတိုင်းဟုတ်တယ်တဲ့ထောက်ခံတယ်နော်မြတ်စွာဘုရားကအတုရောဟာယံဂါပတိကာယောအယံကာယောဟောဒီခန္ဓာကိုယ်ဆိုတာအတုရောတဲ့အတုရဆိုတာအမြဲတမ်းနာနေတဲ့သဘောရှိတယ်တဲ့ခံစားတဲ့သဘောကြီးနဲ့ကြီးပဲဘုန်းတို့ဘဝမှာနေကြရတာမဟုတ်ဘူးနော်မခံစားတဲ့သဘာဝနဲ့လည်းပဲဘုန်းတို့ဟာနေကြရတယ်တကယ်တတိလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်မခံစားတဲ့သဘာဝတွေကအချိန်တော်တော်များများမှဖြစ်နေတာကိုတွေ့ရတယ်ရန်ကြီးကြီးမားမားစူးစူးဝါးဝါမဖြစ်လို့သာဘုန်းတို့ဟာကိုယ့်ကိုယ်ခံစားတယ်လို့ထင်နေကြဟုတ်လား
ဒါမြတ်စွာဘုရားကခန္ဓာကိုယ်ဆိုတာနာကျင်တတ်တဲ့သဘောရှိတယ်အန္တဘုဒ္ဓပရိယောနတ်တော်ဥတလုံးတစ်ဖွဲဖြစ်တဲ့အမေးပါကလေးနဲ့နော်အုပ်ထားတယ်အရေးပါလေးနဲ့အုပ်ထားတဲ့သဘာဝဘာမှခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ဘူးတဲ့ကြက်ဥတို့ဘဲဥတို့အလွန်မှကွဲလွယ်တယ်တယုတ်တရကန်ရတယ်နည်းနည်းလေးထိခိုက်မိတာနဲ့သူဘာဖြစ်သွားတော့ကွဲသွားအက်သွားတယ်အဲ့လိုပဲခန္ဓာကိုယ်ဆိုတာအလွန်မှထိခိုက်လွယ်တဲ့သဘာဝရှိတယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကဘလို့လေးသုံးသပ်ပြတော့ယောဟိဂါပတိဣမံကာယံပရိဟရံတော်မုဟုတ်တံပိအာရောကျံပရိဇာနေယကိမေညတရဘာလာဒီစကားကသာသနာတော်မှာအလွန်မှထင်ရှားတယ်ကောင်းလွန်းတော့ထင်ရှားတာပေါ့နော်ယောဟိဂါပတိဣမံကာယံပရိဟရံတော်မုဟုတ်တံပိအာရောကျံပရိဇာနေယကိမေညတရဘာလာလူတယောက်ဟာကိုတခဏလေးမြကျမ်းမာပါတယ်လို့ကိုထင်နေမယ်ဆိုရင်ကိုတခဏလေးမြကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်သူဟာမိုက်မဲလို့ပဲတဲ့မိုက်မဲလို့ဆိုတာဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိတာကိုရည်ရွယ်တာပေါ့အမှန်သိရင်ဒါကဉာဏ်ရှိတဲ့လူသိတဲ့လူနားလည်တဲ့လူအမှန်မသိဘူးဆိုရင်ဒါဉာဏ်မရှိတဲ့လူမသိတဲ့လူနားမလည်တဲ့လူဒီနေရာမှာဘာလဆိုတာခန္ဓာရဲ့သဘာဝအမှန်ကိုမသိတာကိုပြောတာအဲ့ဒါကိုတခဏလေးမျှကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်ဒီလူဟာမိုက်မဲလို့ပါလို့မြတ်စွာဘုရားအဲ့ဒါလို့မြတ်စွာဘုရားမှန်ကန်တဲ့ရှုထောင့်ကနေပြီးတော့ဝေဖန်အကဲခတ်ပြတာဟုတ်လားကိုတခဏမျှကျမ်းမာပါတယ်လို့ဝန်ခံမယ်ဆိုရင်မိုက်မဲလို့တဲ့အကြာကြီးကျမ်းမာပါတယ်လို့ဝန်ခံမယ်ဆိုရင်တော့ပိုဆိုးမှာပါနော်ဆိုလိုတာကတခဏလေးတောင်ခန္ဓာကိုယ်ဟာကောင်းမွန်တဲ့သဘောမရှိဘူးလို့ပြောကျင်တာခန္ဓာရဲ့အကြောင်းကိုနားလည်တယ်ဆိုတာဘယ်လိုအခြေအနေမျိုးထိနားလည်ရမှာလဲဆိုရင်တခဏလေးတောင်ကောင်းတဲ့သဘောမဟုတ်ဘူးကောင်းတဲ့သဘောမရှိဘူးလို့နားလည်မှခန္ဓာရဲ့သဘာဝကိုမှန်မှန်ကန်ကန်နားလည်ရအောင်ဘယ်ချိန်တော့ကောင်းတယ်ဘယ်ချိန်မကောင်းဘူးဘယ်ချိန်တော့မကောင်းတာဘယ်ချိန်လေးတော့ကောင်းတယ်ဆိုရင်ကိုပဲသူပြည့်ပြည့်ဝဝနားလည်ရမရောက်သေးဘူးဒီသဘောလေးကိုဒါဘုံတို့ရှင်းရှင်းလင်းလင်းသဘောပေါက်ရမယ်ဟုတ်လားဒါကြောင့်ဒီစကားကိုထပ်ပြောမယ်နော်သူအတိအကျပြောတာလေကဣမံကာယံပရိဟရံတော်ဒီလိုနာကျင်ခံခက်တဲ့ဆိုးွားတဲ့သဘာဝရှိတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုဆောင်ရွက်နေရရဲ့နဲ့များဒီစကားလေးရှေ့ရခံထားတယ်နော်ဒီလိုခန္ဓာကိုယ်ကြီးနဲ့အတူတူနေရရဲ့နဲ့များကိုတခဏမြကောင်းမွန်ပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်ဒါဟာမိုက်မဲလို့ပါစကားရဲ့အပြည့်စုံကအဲ့ဒီတိုင်ဟုတ်လားအဲ့လိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားကဘာဆက်ပြီးတော့နော်ဆုံးမတယ်လေဘလို့ဖြစ်စေခြင်းတယ်လေဒါကြတော့သူကတိုက်တွန်းတဲ့သဘောစောတော်ကတော့သုံးသပ်ပြတဲ့သဘောနော်တတ္တမတိဟတိဂါပတိဧဝံသိခိတဗံအတုရကာယတမေတ္တောစိတ်တံနာတုရံဘောဟိတတိဒါကြောင့်မလို့အခုငါပြောတဲ့အတိုင်းမင်းလေ့ကျင့်ရမယ်တဲ့နော်တခါကြီးငါပြောတဲ့အတိုင်းသင်လေ့ကျင့်ရမယ်ဘလို့လေ့ကျင့်ရမှာတော့အတုရကာယတမေတ္တောစိတ်တံနာတုရံဘောဟိတတိငါခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲငါရဲ့စိတ်ကိုတော့မနာကျင်အောင်ငါနေထိုင်မယ်ကြိုးစားမယ်လို့သင်အဲ့လိုကျင့်ရမယ်ငါခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲငါစိတ်ကိုတော့ငါမနာအောင်ကြိုးစားမယ်ဒီလေ့ကျင့်လေးကိုဘုန်းဘုန်းတို့ကအမြဲတမ်းလေ့ကျင့်ရမယ်တဲ့ဧဝံညိတေဂါပတိသိခိတမှာတခါကြီးသင်အဲ့လိုကျင့်ပါဘုန်းဘုန်းတို့တခါလေးငါဘလို့လေးနှလုံးသွင်းပြီးတော့ဘလို့လေးကျင့်ရရင်ကောင်းမလဲလို့တွေးမိတာလေးတွေရှိတယ်ဝင်လေထွက်လေလေးမှတ်မယ်ရစ်တာလေးပို့မယ်ဘုရားကုံတော်လေးတွေပွားမယ်ဒါလည်းပဲမွန်မြတ်တဲ့အလေးကျင့်လေးတွေမလုပ်တာတော့လေ့ကျင့်တာဟုတ်လားအခုအဲ့ဒီမွန်မြတ်တဲ့အလေးကျင့်များစွာတဲ့ကဒါလေးကလည်းပဲလေ့ကျင့်စရာအလေးကျင့်လေးတစ်ခုအလေးကျင့်ခေါင်းလေးတစ်ခုပေါ့နော်ဘာလဲတော့ငါခန္ဓာကိုယ်ကြီးနာတော့လည်းပဲငါရဲ့စိတ်ကိုတော့မနာအောင်ငါကြိုးစားမယ်အဲ့ဒီနေရာမှာဘုန်းတို့ကဒေသနာကိုကြည်ကြည်ပြန့်ပြန့်ပိုးပြီးတော့နားလည်ဖို့အတွက်ဏိကုံးပိုင်းမှာဘုံဘုံပြောရင်တဲ့စကားလုံးလေးတွေရွေးချယ်ထားတာရှိတယ်ခန္ဓာကိုယ်ကြီးနာတော့လည်းပဲစိတ်မနာအောင်ငါလေ့ကျင့်မယ်ဆိုတဲ့ဒေသနာလေးကိုမှီးပြီးတော့လောကကြီးမှာဘာတွေဘလို့ပဲဖြစ်နေနေငါရဲ့စိတ်ကိုတော့မနာကျင်အောင်မဆင်းရဲအောင်ငါလေ့ကျင့်မယ်ဟောဒီလိုဆိုလို့ရှိရင်ဘုန်းဘုန်းတို့အလွန်မှကိုပဲဘုန်းဘုန်းတို့ဟာမွန်မြတ်တဲ့ကုသိုလ်စိတ်တွေမွန်မြတ်တဲ့အလေးအကျင့်တွေမွန်မြတ်တဲ့အတွေးအမြင်တွေအများကြီးတိုးလာတဲ့အကြောင်းမရှိဘူးလားဘာကြီးဘလို့ဖြစ်လို့နေငါစိတ်ကိုတော့ငါမထိခိုက်စေရဘူး
လောကကတော့ထိခိုက်เสียအနေအထားတွေနဲ့တွားနေကြရတာပါဘယ်လိုပဲဖြစ်ဖြစ်ဟုတ်လားအဲ့ဒါဘုန်းတော်ဒီခံယူချက်ကလေးဒီဒေသနာကိုအမိပြုပြီးတော့မွေးမြူထားမယ်ဆိုရင်ကောင်းမလားဘာကြီးဘလို့ဖြစ်လို့နေလဲဘလို့လောကရန်နဲ့ပဲတွေ့အဆင်ပြေတာတွေဘလို့ပဲဖြစ်ဖြစ်အဆင်မပြေတာတွေဘလို့ပဲဖြစ်ဖြစ်သူဘာဖြစ်ဖြစ်ဒါပေမဲ့ငါရဲ့စိတ်ကိုတော့ငါမထိခိုက်အောင်ကြိုးစားမယ်ကာကွယ်မယ်စောင့်ရှောက်မယ်ဒီလိုခံယူချက်မျိုးဘုန်းတို့ဒီဒေသနာလေးကိုအမိပြုပြီးတော့မွေးမြူဖို့ဘုန်းတို့ကြိုးစားအားထုတ်မယ်ဆိုရင်အများကြီးအကျိုးရှိမယ်ပေါ့ဒါကိုပြောချင်တယ်ဟုတ်လားအဲ့လိုမြတ်စွာဘုရားကတခါကြီးခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်အဲ့လိုကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိပြီဘာမှဆက်ပြီးတော့မြတ်စွာဘုရားအမိန့်မရှိတော့အဲ့ဒါတခါကြီးကလည်းသဘောကျတယ်ဒီဒေသနာလေးဒီအဆုံးအမလေးနော်အသက်ကြီးတဲ့လူဆိုတော့ပို့ပြီးတော့ခံစားချက်ကလည်းရှိနေမယ်ပေါ့နော်အမြဲတမ်းခန္ဓာကိုယ်ကြီးကနားနေတယ်အစင်မပြေမှုတွေအမြဲတမ်းကြုံနေတယ်ဘလို့အစင်မပြေမှုတွေနဲ့ပဲကြုံစိတ်ကိုတော့မထိခိုက်စေရဘူးစိတ်ကိုတော့အစင်ပြေအောင်ထားမယ်ခန္ဓာကိုယ်ကြီးကတော့တခါတလေဘုန်းတို့ဘလို့ပဲကြိုးစားအစင်ပြေအောင်လုပ်လို့မရတဲ့အပိုင်းတွေကရှိတယ်လုပ်လို့ရတဲ့အပိုင်းလေးတွေရှိတယ်လို့လုပ်လို့မရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်နောက်ဆုံးတကယ်နားလည်လာပြီဆိုရင်လုပ်လို့မရတဲ့အပိုင်းတွေကပဲပို့ပြီးတော့များတယ်ဒီတိုင်းပဲလက်ခံနိုင်ဖို့ကြိုးစားရတာကပဲလက်တွေ့စိတ်ကိုငြိမ်းအေးစေတယ်ငြိမ်သက်စေတယ်ဟုတ်လားစဉ်းစားကြည့်နော်တချို့ဟာတွေကိုဘာမှမတတ်နိုင်ဘူးဒီတိုင်းကိုပဲလက်ခံဖို့ကြိုးစားရတာအဲ့ဒါကိုပဲဘုန်းဘုန်းတို့သိခံဖို့ကြိုးစားတယ်လို့ပြောတာဟုတ်လားဒီနေ့ကဒကမတယောက်ရောက်လာတယ်ကင်ဆာဖြစ်တယ်နားရဲ့နောက်မှာအကျိတ်ရှိလို့ခွဲလိုက်တာပေါ့ခွဲလိုက်တဲ့အခါကျတော့အကျိတ်ကအထဲထဲမှာထပ်ပြီးတော့အကျိတ်တစ်ခုကထပ်တွေ့ပြန်တယ်အဲ့တော့ဆရာဝန်ကတန်တရားဖြစ်တဲ့အခါဘိုင်ယိုစီစစ်လိုက်တဲ့အခါကျတော့အဲ့ဒါကင်ဆာဆဲတွေ့ရတယ်တွေ့တဲ့အခါကျတော့ဒီကင်ဆာဆဲကဒီနားလေးကနေစဖြစ်တာမဟုတ်ဘူးတနေရာမှာ तू အစပြုတ်နေတဲ့အစပြိုးတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါအကုန်လုံးမျက်နှာတစ်ခုလုံးကိုသူတို့နော်တွေ့အောင်ရှာလိုက်တဲ့အခါမှာဒီအတွင်းထဲကနှာခေါင်းရဲ့နောက်မှာအဲ့ဒီအကျိတ်မူရင်းကင်ဆာကျိတ်ကအဲ့ဒီမှာရှိတယ်အဲ့ဒီကနေပွားတာအဲ့ဒါကိုခဲရင်းသူတို့ဘန်ကောက်မှာသွားပြီးတော့ကုရတယ်ပတ်စံနေလဲအများကြီးကုန်အဲ့လိုဖြစ်လာတယ်စိတ်ကူးလေးကူးကြည့်လိုက်ကျွတ်တို့ဘာတတ်နိုင်လဲဘာမှမတတ်နိုင်ဘူးပတ်စံရှိကုရုံပဲမရှိရင်အသေးခံရုံပဲဒါပဲလေနာရင်អော်ရုံပဲလေမနာအောင်မကြည်အောင်ထိုက်တဲ့လောက်ကြိုးစားမယ်ရတဲ့ခါလဲရမယ်မရတဲ့ခါလည်းမရအောင်အဲ့ဒါကိုမကြည်မနှက်ဖြစ်နေလို့ဒါကြီးငါဒီလိုမဖြစ်ချင်ဘူးမဖြစ်အောင်လုပ်မယ်ဆိုလို့ရတာလားမရအောင်နော်ဒါကြောင့်မလို့ဘုန်းတို့ခန္ဓာကိုယ်ကြီးမှာအစင်မပြေမှုတွေကတော့ရှိနေတယ်ရှိလဲရှိနေအောင်ပဲအမြဲတမ်းရင်ဆိုင်ရမယ်အစင်မပြေမှုအသက်ကြီးလာလေးပို့ပြီးတော့အစင်မပြေမှုတွေကခက်စိစိတွေ့ရလေးကြုံရလေးဖြစ်လိမ့်မယ်အဲ့လိုပုံကိုယ်တွေအတွက်ဒီဒေသနာကအလုံးဝနော်တန်ဖိုးကြီးမားတဲ့ဒေသနာတွေဘုဆိုနိုင်မို့လားဆိုနိုင်တယ်ဘလို့အဆင်မပြေမှုတွေပဲကြုံငါရဲ့စိတ်ကိုတော့ငါအဆင်ပြေအောင်ကြိုးစားမယ်ကျန်တာတွေဘာပဲဘလို့ပဲဖြစ်လို့နေစိတ်ကိုတော့မထိခိုက်စေရဘူးဒီမှာတိုက်ရိုက်သုံးထားတာတော့စိတ်ကိုတော့မနာကျင်စေရဘူးစိတ်ဆင်းရဲတယ်ဆိုတာစိတ်နာသွားတာပဲလေဟုတ်တယ်မဟုတ်လားနော်များသောအားဖြင့်ကျတို့ကစိတ်ဆင်းရဲတယ်စိတ်နာတယ်ဆိုရင်ဒေါသကရိုက်နှက်မှသာလဲစိတ်နာတယ်စိတ်ဆင်းရဲတယ်စိတ်နာကျင်တယ်လို့သိကြတာများတယ်လောဘကရိုက်နှက်လို့စိတ်နာတာနော်စိတ်ခံရခက်တာသိပြီးတော့မသိဘူးနော်လောဘနဲ့ကတော့နေသားကတော်တော်ကိုကြာတယ်နော်ဒေါသကြာရင်တော့သိတယ်မဟုတ်လားနော်စိတ်တိုင်းမကြဖြစ်ရပြီဆိုရင်စိတ်ကတော်တော်ကိုဆင်းရဲတယ်မျက်နှာကိုလို့ဖြစ်နေအိုးနေပြီအလိုကမကြတော့ဘူးစိတ်တိုင်းကမကြတော့ဘူးဘာဖြစ်နေတာတော့စိတ်နာနေပြီစိတ်မှာယောဂဖြစ်နေပြီစိတ်ရဲ့ယောဂကဘယ်ထိသွားပြီးတော့ထင်ရနေတာတော့မျက်နှာပေါ်မှာတော့သွားပြီးတော့ထင်ရနေတာနော်ကျန်တဲ့အဆင်မပြေမှုကစိတ်ကိုပါအဆင်မပြေမှုဖြစ်အောင်ဆက်ပြီးတော့ရိုက်ခတ်သွားတာကျွတ်တော့မတားဆီးလိုက်နိုင်ဘူးကျန်တဲ့အဆင်မပြေမှုကိုကျန်တဲ့နေရာတွေမရက်လိုက်နိုင်ဘူးစိတ်ထိအကျိုးတရားမှုတော့ရောက်မလာအောင်ကျွတ်တော့မတားဆီးလိုက်နိုင်ဘူးကျန်တဲ့အဆင်မပြေမှုကဘယ်ထိသွားရိုက်ခတ်တာတော့စိတ်ပေါ်ထိသွားပြီးတော့ရိုက်ခတ်တယ်တကယ်ဆိုဘုန်းတို့တားမယ်ဆိုရင်တားလို့ရတယ်လွယ်ကူတဲ့အလေးချင်းတော့မဟုတ်ဘူးနော်ဘုန်းတို့တကယ်ကြိုးစားမယ်ဆိုရင်ဘလို့အဆင်မပြေမှုမျိုးမဆိုစိတ်ထိရိုက်ခတ်မလာအောင်စိတ်ထိနော်မနှိမ့်ဆက်နိုင်အောင်စိတ်ထိနှိမ့်ဆက်သွားတာမျိုးမဖြစ်အောင်ဘုန်းတို့လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အဲ့ဒါမြတ်စွာဘုရားရဲ့ကျေးဇူးဆိုတာအဲ့ဒါပဲလေမြတ်စွာဘုရားအဲ့ဒါကိုပဲနိလန်ပေးထားတာမင်းတို့ဘာပဲဖြစ်ဖြစ်စိတ်ကိုမထိခိုက်အောင်ဘလို့နေဘလို့ထိုင်အကုန်လုံးမြတ်စွာဘုရားသင်ထားတာကျတို့အဲ့ဒီနီးတွေလည်းပဲအကုန်လုံးနားရည်တွေဝါပြီးသားလက်တွေ့ချပြီးတော့နော်အသုံးမပြုကြလို့သာဘုန်းဘုန်းတို့မှာစိတ်ကထိခိုက်နေရတာတကယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့အသုံးပြုစရာလက်နက်တွေမှာအများကြီးရှိ
ဒါပေမဲ့တကယ်အသုံးပြုတဲ့အချိန်ကနော်များသောအားဖြင့်ဘာဖြစ်နေကြတော့နဲနေတော့စိတ်လာထိနေတော့နော်ဘယ်နာပြစ်လိုက်ဘယ်လာထိတာနော်စိတ်ပဲလာထိဟုတ်လားတကယ်ဆိုရင်မထိအောင်လုပ်လို့မရဘူးလားရတယ်ခုဒါကိုအဲ့လိုကြည်ကြဲပြက်ပြက်ဖုံဖုံကနားလေစေခြင်းလားနော်ဘောကအဆင်ပြေသွားနေတာမဟုတ်ဘူးရဲ့တကယ်ကဟုတ်လားအဲ့တော့ဘလို့ပဲမင်းအဆင်မပြေနေကွာစိတ်ကိုတော့ငါအဆင်ပြေအောင်ကြိုးစားမယ်ဒါကိုဖုံဖုံကနော်အဲ့လိုလေးတွေးမိစေခြင်းလားမနေ့ကဒီဒေသနာလေးကိုတွေးနေအဲ့လိုလေးဖုံဖုံစိတ်ထဲမှာအတွေးလေးရတော့အလွန်မှကြည်နဲ့တယ်စိတ်ကဘာဖြစ်နေစိတ်ကိုတော့ငါတို့မထိအောင်စိတ်ကိုတော့မနာကျင်အောင်လုပ်တဲ့နေအစားတော့ဒီဒေသနာကိုဘောင်ချင်းချင်းပဲဖုံဖုံကခံစားနေတာအသက်ကြီးလာမှယောဂါတွေနှိမ့်ဆက်မှနော်ခန္ဓာကိုယ်ကြီးနာနေမှရုပ်မနာအောင်စိတ်မနာအောင်လုပ်ရမယ်လို့ဘုန်းတော်ကဘောင်ချင်းချင်းလေးတွေးနေတာတကယ်ကမဟုတ်ဘူးနော်ဘလို့အခြေအနေမျိုးပဲဖြစ်စိတ်ကိုတော့မနာအောင်ဘုန်းတော်ကလုပ်ရမယ်လူငယ်တွေအတွက်လည်းပဲသုံးလို့မရဘူးလားနော်အစကတော့ယောဂဝေဒနာတွေလူကြီးတွေအတွက်ပဲခန္ဓာကိုယ်နာနေတဲ့လူတွေအတွက်ပဲဒီဒေသနာကအများကြီးအသုံးတည့်တယ်လို့ထင်တာတကယ်ကတော့မဟုတ်ဘူးသေချာတွေးကြည့်လိုက်မယ်ဆိုရင်လူတိုင်းအတွက်ကိုသုံးမယ်ဆိုရင်သုံးလို့မရဘူးလားဘလို့သုံးမှာတော့ဘာတွေဘလို့ဖြစ်နေဘာတွေဘလို့အဆင်မပြေနေငါရဲ့စိတ်ကိုတော့မထိခိုက်စေရဘူးအဆင်မပြေမဖြစ်စေရဘူးအဆင်ပြေစေရမယ်ဒီလိုမျိုးဘုန်းဘုန်းတို့ခံစားရမယ်ပေါ့ဒီဒေသနာဟုတ်လားအဲ့ဒါနဲ့တခါကြီးကတော့ဘယ်တိုင်းတာထိသဘောပေါက်လဲတော့မသိဘူးသူလည်းအရိယာပုဂ္ဂိုလ်ကြီးပါပဲသဘောပေါက်မှာပေါ့ဘုံဘုံတို့တဲ့အများကြီးပို့သဘောပေါက်မှာပေါ့ဒီစကားကိုဟုတ်လားအဲ့တော့သဘောပေါက်တဲ့အခါကျတော့သဘောပေါက်တာပညာပဲလေပညာဆိုတဲ့အမျိုးဟာစိတ်ကိုငြိမ်းအေးစေတာကြီးပဲနားလည်လိုက်တာနဲ့စိတ်ကငြိမ်းအေးတာပဲစိတ်ငြိမ်းအေးပြီဆိုတော့ရုပ်ကလည်းဘာဖြစ်သွားတာတော့ငြိမ်းအေးသွားကြည်လင်သွားအေးချမ်းသွားသူမျက်နှာပေါ်မှာဒီဒေသနာရဲ့စွမ်းရည်တတ္တိနော်ဒီဒေသနာရဲ့အကျိုးသက်ရောက်မှုကထင်ရှားရှားနော်ပေါ်နေတယ်အဲ့တော့သူကရှင်သာရိပုတ္တရာကိုအလွန်ကြည်ညိုတယ်ဒီတကားကြီးကအဲ့ဒါနဲ့မြတ်စွာဘုရားကိုရှိခိုးဥချပီတိတွေနဲ့သဘောကျတယ်ဒီအဆုံးအမလေးကိုတကားကြီးလူနာတော့လည်းပဲခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်ကိုမနာအောင်တင်အဲ့လိုလေ့ကျင့်ရမယ်ဒီအဆုံးအမလေးကသူ့အတွက်အလွန်ကိုပဲအဖို့ထိုက်တန်ကျင့်တတ်ပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကြီးရောက်တယ်သူ့ရဲ့ကျင့်တတ်နေမှုပီတိဖြစ်နေမှုကဖုံးဖိထားလို့ကိုမရဘူးအဲ့ဒါရှင်သာရိပုတ္တရာသိတယ်တခါကြီးကြည်ရတာကြည်လင်းအိန္ဒိယတွေကလည်းပွန့်လိုက်ရှင်းကောင်းလိုက်တာနော်ဧကန္တမြတ်စွာဘုရားအသင့်ကိုနော်အမြိုက်ရည်တရားရည်တိုက်လိုက်ပုံရတယ်တင်မြတ်စွာဘုရားရဲ့ထံပါကနော်တရားရည်အေးကိုတောက်သုံးခဲ့ရပုံရတယ်ဟုတ်တာပေါ့ဘုရားဘယ်မရပဲရှိပါမလို့တကယ်ကိုမြတ်စွာဘုရားတရားတပည့်တော်တရားရည်ကိုတကယ်ကိုတောက်ခဲ့ရတာအဲ့လိုရှောက်တယ်နော်သူကမြတ်စွာဘုရားအသင့်ကိုဘယ်လိုများဟောလိုက်တာတော့တရားတွေတော့တခါကြီးကဘာပြောဆိုနော်သူမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဘလို့ပြန်ပြောတယ်အသေးစိတ်တလုံးကြံရှင်သာရိပုတ္တရာကိုလျှောက်တယ်ပြီးတော့နောက်ဆုံးရွယ်ရောက်နေပါပြီဘုရားခန္ဓာကိုယ်ကြီးကလည်းအမြဲမပြတ်နာကျင်နေပါတယ်ဘုရားနောင်မြတ်စွာဘုရားနဲ့တန်ခါတော်တွေကိုဖူးမြော်ဖို့မလွယ်တော့ပါဘူးဘုရားဒါကြောင့်တပည့်တော်တို့အရှိတဖြင့်အကျိုးရှိမဲ့အဆုံးအမတွေပေးပါဘုရားသူလျှောက်တာတွေလည်းအကုန်ပြန်ပြောတာအဲ့ဒီမှာမြတ်စွာဘုရားတခါကြီးသင်ပြောတဲ့အတိုင်းမှန်တယ်ခန္ဓာကိုယ်ဆိုတာနော်နာကျင်တတ်တဲ့သဘောရှိတယ်ဥတလုံးတစ်ဖွဲအမေးပါလေးနဲ့အုပ်ထားတာဘာမှခိုင်မာမှုမရှိဘူးဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့မြန်ကိုတခဏမြကျမ်းမာတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်တော့ဒီလိုဟာမိုက်မဲလို့ဒါကြောင့်သင်ဟာခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်အဲ့လိုလေ့ကျင့်ရမယ်လို့မြတ်စွာဘုရားသူ့ကိုအဲ့လိုဟောလိုက်တယ်အကုန်ပြန်ပြောတာအဲ့လိုလျှောက်တဲ့အချိန်မှာရှင်သာရိပုတ္တရာကတခါကြီးအဲ့လိုဆိုလို့ရှိရင်ခန္ဓာကိုယ်နာပြီးတော့စိတ်မနာအောင်ဘလို့နေရမှာတော့လို့သင်မြတ်စွာဘုရားကိုမမေးခဲ့ဘူးလားတဲ့ဟောနော်တကယ်အရေးဆိုရင်မေ့နေတာတဲ့များတယ်ဟုတ်လားသူမေးခဲ့သလားမမေးခဲ့ဘူးတကယ်ဆိုမေးခဲ့တရားကောင်းတယ်နော်မေးခဲ့မှဆိုမြတ်စွာဘုရားအေးခန္ဓာကိုယ်နာပြီးတော့စိတ်မနာအောင်နေတယ်ဆိုတာဘယ်လိုမျိုးနေတာကိုပြောတာဘယ်လိုနေရမယ်လို့နီလန်းမှာပေးမှာအခုနီလန်းပါသလားအပါဘူးနော်မြတ်စွာဘုရားခန္ဓာကိုယ်ကြီးနာတော့လည်းပဲစိတ်မနာအောင်သင်အဲ့လိုကျင့်ရမယ်လို့လည်းပြောလိုက်တာသူဆက်မမေးတော့မြတ်စွာဘုရားလည်းဘာမှမဖြေလိုက်ဘူးပေါ့အဲ့တော့အဲ့ကျမှသူလည်းအမှတ်ရမယ်ပေါ့တခါကြီးကအဲ့တော့ဘာပြောတော့စကားပြောလိမ္မာကျွမ်းကျင်တယ်လို့ပြောရမယ်အရှင်ဘုရားတဲ့ဒီလိုလေးနဲ့တဲ့အကြောင်းအရာတွေကိုသိရဖို့အတွက်ပဲအရှင်ဘုရားဒီကိုတပည့်တော်အဝေးကြီးကနေလာခဲ့ရတာဒါကြောင့်အဲ့ဒီအကြောင်းအရာကိုအရှင်ဘုရားပဲအတိတ်ပဲဖွင့်ပြီးတော့ရှင်းပြပါရှင်သာရိပုတ္တရာလည်းဉာဏ်ကြီးဆုံးပုဂ္ဂိုလ်ပဲလေမြတ်စွာဘုရားပြီးရင်ဟုတ်လားအဲ့ဒီမှာရှင်သာရိပုတ္တရာကတခါကြီးတောင်းပန်တဲ့အတွက်ကြောင့်လောကမှာခန္ဓာကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲ
ခန္ဓာကိုယ်သာနာတာစိတ်ကိုမနာအောင်ထားနိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာပုဂ္ဂိုလ်နှစ်မျိုးကိုခွဲပြီးတော့ဟောတယ်လူရင်းပြောရရင်စိတ်မနာအောင်ဘယ်လိုနေရမလဲဆိုတဲ့နည်းလမ်းကိုပေးတာအဲ့ဒါလေးကိုလည်းစွဲအောင်မှတ်စေခြင်းတယ်နော်စိတ်မနာအောင်ဘယ်လိုနေရမလဲရုပ်ကတော့မနာအောင်လှုပ်လို့ကိုမရအောင်နော်ရတဲ့အပိုင်းလေးနည်းနည်းလေးတော့ရှိတယ်နော်ညောင်းရင်ပြင်ပဲနော်ခန္ဓာကိုယ်ညီညွတ်မြတ်တောင်ဣရိယာပုမြတ်တောင်လမ်းလျှောက်မယ်အစာအသောပုံမှန်ဖြစ်အောင်စားမယ်ဆေးဝါးတွေမှီဝဲမယ်ထိုက်တဲ့နော်ပြုပြင်မှုနဲ့ခန္ဓာကိုယ်အဆင်ပြေအောင်လှုပ်လို့ရတဲ့အပိုင်းလေးတွေရှိပါတယ်မရှိဘူးမဟုတ်ဘူးသို့တော့တကယ်ဘုန်းတို့တွေးကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးအဆင်မပြေနေတာကိုအဆင်ပြေအောင်လှုပ်လို့ကတော့မရမပြေးနေတာပဲပြေအောင်လှုပ်တဲ့ကြားတွေကပဲမပြေးနေတာပဲနောက်ဆုံးဩရဟေယညီရညူရအဆင်မပြေအကြီးကြီးဖြစ်ပြီးတော့ဒီလိုနဲ့ပဲပျက်စီးကြရမှာပဲဘယ်လိုမှရှောင်လို့မရအဲ့တော့ဘုန်းတို့ကရားတဲ့အပိုင်းကိုအားစိုက်ရမယ်စိတ်ဝင်စားရမယ်နော်စိတ်ကိုတော့မနာကျင်အောင်စိတ်ကိုတော့အဆင်မပြေမဖြစ်အောင်ဘုန်းတို့လုပ်မယ်ဆိုရင်လုပ်လို့ရတယ်ရုပ်ကိုမနာကျင်အောင်လုပ်လို့မရဘူးနော်ယောဂဆိုတာဘာကိုပြောတာတုံးဘုရားလို့မြတ်စွာဘုရားကိုယန္တပါမေးတော့မြတ်စွာဘုရားယောဂဆိုတာရုပ်အစုဝေးကြီးကိုပြောတာလို့မြတ်စွာဘုရားအဲ့လိုဟောတာတော့ဒီရုပ်အစုဝေးကြီးကိုကယောဂတုံးကြီးသူ့ကိုမနာအောင်လုပ်လို့အဆင်မပြေမဖြစ်အောင်လုပ်လို့မရအောင်သူအဆင်မပြေရဖြစ်ကိုဖြစ်မှာသူကဒါပေမဲ့ဘုန်းတို့စိတ်ကိုတော့မနာကျင်အောင်အဆင်မပြေမဖြစ်အောင်မထိခိုက်အောင်ဘုန်းတို့ကြိုးစားမယ်ဆိုရင်ကြိုးစားလို့ရတယ်အဲ့ဒီနည်းကိုပေးရတာနော်ရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာပြောတဲ့စကားလုံးလေးအတိအကျကထင်စကာပတိအာတုရကာယောစီဝါဟောတိအာတုရစိတ်တော်စာတခါကြီးလောကမှာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲကိုယ်ဆိုတာရုပ်စုဝေးကိုအဓိကကြီးညွှန်းတာပါနော်အာတုရကာယောစီဝါဟောတိအာတုရစိတ်တော်စာကိုယ်ရောစိတ်ရောနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဣရဂါပတိအတုတဝပုထုဇဉ်တော်အရိယနာအတ္တတဝိရိယဓမ္မတအကောဝီတော်အရိယဓမ္မေအဝိနီတော်တဲ့တခါကြီးဟောဒီလောကမှာနော်ဖြူရှင်တဲ့သစ္စာလေးပါးကိုသိသွားကြတယ်တကယ်အရိယပုဂ္ဂိုလ်အရိယဆိုတာဖြူရှင်တယ်လို့အဓိပ္ပာယ်ရဘဝရဲ့တကယ်အလေးနဲ့ဆုံးအမှန်တရားကြီးတွေကိုမြင်သွားရင်စိတ်ကဖြူရှင်သွားတာသစ္စာလေးပါးကိုသိရင်အရိယဖြစ်တယ်လို့ပြောတာအဲ့လိုအရိယဖြစ်သွားကြတဲ့ပုဂ္ဂိုလ်တွေကိုတဲ့လောကမှာတချို့သောပုထုဇဉ်တွေဟာအရိယာနဲ့အတ္တတာဝေအဲ့ဒီအရိယာပုဂ္ဂိုလ်တွေကိုသူတို့မတွေ့ဘူးမမြင်ဘူးမကြုံဘူးမဆုံဘူးအရိယာဓမ္မတာအာကောပြီးတော့ဒါကြောင့်မလို့အရိယာတို့ရဲ့တရားဖြူစင်စေတတ်တဲ့တရားတွေကိုသူတို့လိမ္မာကျွမ်းကျင်မှုမရှိဘူးအရိယာဓမ္မေအဝိနိတောတဲ့နော်အရိယာဖြစ်စေတတ်တဲ့တရားတွေအရိယာနဲ့ပတ်သက်တဲ့တရားတွေနော်ဒီသူတော်ကောင်းတရားတွေနဲ့ပတ်သက်ပြီးတော့ဘာမှသင်ယူထားတာကျွမ်းကျင်အောင်လေ့ကျင့်ထားတာနော်သူ့ကိုယ်သူဆုံးမထားတာပိုင်နိုင်အောင်လုပ်ထားတာဘာမှမရှိဘူးတဲ့စကလုံးလေးတွေကိုအသေးစိတ်ပြောတာနော်တပ္ပုရိသနာအတ္တတဝေတပ္ပုရိသဓမ္မတာအကောဝီတော်တပ္ပုရိသဓမ္မေအဝိနိတော်တဲ့နောက်တစ်လုံးထပ်ပြီးတော့သုံးတယ်သောသောအရိယာအခုကဘာတော့တပ္ပုရိသဆိုတာသူတော်ကောင်းပေါ့သူတော်ကောင်းအစစ်ဆိုတာသစ္စာလေးပါးကိုမြင်သွားကြလို့မဉ္ဇဉ်ပူဉ္ဇဉ်ရကြတဲ့ပုဂ္ဂိုလ်တွေကမှတကယ်ကိုပြန်လဲပြီးတော့ရှော့ကြခြင်းမရှိတဲ့ပြန်ပြီးတော့ဘယ်တော့မှမယုံမာတော့မဲ့သူတော်ကောင်းဟုတ်လားဥထုဇဉ်ဘဝနဲ့အတိတုဉာဏ်တို့ကိုမရသေးတဲ့ပုဂ္ဂိုလ်တို့ရဲ့နော်သူတော်ကောင်းအနေထားဆိုတာအချိန်မွေးပြန်ပြီးတော့သူတော်ကောင်းအဆင့်ကနေလျှော့ကြနိုင်နေတယ်ဒါလေးလည်းမြင်ရတော့နော်ခုဒီမှာသူကသုံးတာနှလုံးနော်အရိယာဆိုတဲ့စကားလုံးရဲ့တပ္ပုရိသဆိုတဲ့စကားလုံးရဲ့နော်အရိယာပုဂ္ဂိုလ်တွေသူတော်ကောင်းတွေဒါကိုမြင်လည်းမမြင်ဘူးတွေ့လည်းမတွေ့ဘူးသူတို့ရဲ့တရားတွေကိုလည်းပဲလိမ္မာကျွမ်းကျင်မှုမရှိဘူးဘာမှလေ့လာလိုက်စားထားတာလည်းမရှိဘူးတဲ့အဲ့လိုပုဂ္ဂိုလ်တွေဟာဘလို့တွေမှားယွင်းစွာသူတို့ရဲ့စိတ်ကမှတ်ထင်မှုနဲ့နေရလဲဆိုလို့ရှိရင်နော်ဒီရုပ်အစုဝေးကိုသူတို့ဟာငါလို့ပုဂ္ဂိုလ်တ attva လို့ထင်ကြတယ်တဲ့နော်ရူပံအတ္တတော်သမနုပတ္တိနော်ရုပ်အစုဝေးကြီးကိုပုဂ္ဂိုလ်တ attva လို့ထင်တယ်ဒါကိုငါလို့ထင်တယ်ဒီတစ်ခုတည်းတော့မဟုတ်တော့ဝေဒနာမှာဆက်ဟောတယ်ဝေဒနာခံစားမှုတွေသင်ညာမှတ်သားမှုတွေမှတ်ထင်မှုတွေနော်သင်္ခါရအကောင်အဆိုအမျိုးမျိုးစိတ်ရဲ့တုံ့ပြန်မှုတွေကုသိုလ်အကုသိုလ်သဘောတွေပေါ့နော်ဝိညာဉ်သိမှုသဘောတွေနံတရားဟုတ်လားဒီရုပ်စုနံအစုကြီးဒါဘုံဘုံတို့ပုရုဇဉ်တွေမှာဒီရုပ်စုနံအစုကြီးကိုဘယ်လိုထင်နေကြတာတော့ငါလို့တကယ်ကိုပဲဘုံဘုံတို့ဟာဆွဲဆွဲလန်းလန်းသိမ့်ပိုက်ထားတယ်ဟုတ်လားအဲ့လိုမျိုးသိမ့်ပိုက်ထားတော့သူ့ရဲ့စိတ်ကဘယ်လိုဖြစ်နေတုံးဆိုတော့နော်ဒီစကလုံးလေးလည်းဘုံဘုံသဘောကျတယ်
အဟံရူပံမမရူပံတိပရိယုထာယီဟောတိသူ့ရဲ့စိတ်ကနော်ဒီရုပ်အစုဝေးကြီးကိုပဲငါလို့ထင်တယ်ဒီရုပ်အစုဝေးကြီးကိုငါဟာလို့လည်းထင်တယ်ဆိုလိုတာငါဥစ္စာလို့ထင်နေတယ်အဲ့ဒီအထင်ကြီးကပဲသူ့စိတ်ထဲမှာအမြဲတမ်းထကြွတောင်းကျမ်းနေတယ်တဲ့စိတ်ကအဲ့ဒီအတွေးအထင်အဲ့ဒီအမြင်မှားမှုနဲ့ပဲအမြဲတမ်းနေနေတယ်နော်အဟံရူပံမမရူပံတိပရိယုထာယီဟောတိနော်ရုပ်ဟာငါပဲရုပ်ဟာငါဟာပဲဆိုတဲ့နော်ထကြွတောင်းကျမ်းမှုကြီးစိတ်ရဲ့မှားယွင်းမှုကြီးထကြွတောင်းကျမ်းမှုကြီးနဲ့သူဟာနေနေတယ်တဲ့အဲ့လိုနေတဲ့ခါကျသူဘာဖြစ်မလို့တတအဟံရူပံမမရူပံတိပရိယုထာယီနောတံရူပံဝိပိနာမတိအညထာဟောတိသူငါလို့ထင်ထားတဲ့ငါဥစ္စာလို့ထင်ထားတဲ့အဲ့ဒီရုပ်အစုကြီးကပျက်စီးသွားပြီတမျိုးတမျိုးဖြစ်သွားပြီသူမဖြစ်ချင်တဲ့အတိုင်းမဖြစ်စေချင်တဲ့အတိုင်းဖြစ်သွားပြီဆိုတာနဲ့သူဘာဖြစ်မလို့နော်တတရူပဝိပိနာမယထာဘာဝဥပိစ္ဆန္တိတောကပရိဒေဝဒုက္ခဒေါမနတုပါယတာစိုးရိမ်မှုတောကငိုကြွေးမှုပရိဒေဝကိုယ်ဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတပြင်းစွာပင်ပန်းမှုဥပါယတာတရားတွေသူ့တဏ္ဍာမှာဖြစ်လာတော့တာပဲတဲ့ဒါကိုပို့ပြီးတော့အနှစ်ချုပ်ကလေးဖုံဖုံပြောကြည့်မယ်နော်နံတရားပါပေါင်းပြီးတော့ပြောကြမယ်ဟုတ်လားဒီရုပ်အစုနံအစုကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဓာတ်ရိုက်သုံးထားနော်ဒီစကလုံးလေးကိုဘုံဘုံကမှတ်မိစေခြင်းတယ်အဟံရူပမမရူပအဟံဝေဒနာမမဝေဒနာရုပ်ကိုငါလို့ထင်တယ်ရုပ်ကိုငါဥစ္စာလို့ထင်တယ်နော်ဝေဒနာအစရှိတဲ့နံတရားတွေကိုလည်းငါလို့ထင်တယ်ငါဥစ္စာလို့ထင်တယ်အဲ့ဒီမှားယွင်းမှုကြီးထားကြွတောင်းကျမ်းပြီးတော့နေနေတဲ့လူနော်သူမှားယွင်းထားတဲ့ငါလို့ထင်နေတဲ့ငါဥစ္စာလို့ထင်နေတဲ့အဲ့ဒီအစုအဝေးတစ်မျိုးတစ်မည်ဖြစ်ပြီးတစုံတရာပြောင်းလဲဖောက်ပြန်ပြီးဆိုတာနဲ့သူ့ရဲ့စိတ်ဟာတရားစု၅မျိုးရဲ့နှိပ်စက်တာကိုသိကြပါဦးခံရတော့မယ်။ဘာတွေတော့တောကပရိဒေဝဒုက္ခဒေါမနတဥပါယတစိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုဒီ၅မျိုးတွေကတစ်မျိုးမဟုတ်တစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုး၅မျိုးလုံးလည်းဖြစ်နိုင်တယ်နော်အကြောင်းအားလျော်စွာပေါ့လေရှေ့ကမှားထားရင်မှားထားသလောက်နော်ကိုမှားထားတဲ့အရာကြီးကမပျက်စီးမှုပြင်းထန်ရင်ပြင်းထန်သလောက်ကိုယ့်ရဲ့စိတ်မှာနော်ထိခိုက်မှုနာကျင်မှုတွေဟာနော်အတိုင်းအတာတယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူးပေါ့နော်ကိုတယောက်တည်းကိုပဲတခါတလေနည်းနည်းပဲစိုးရင်တယ်တခါတလေအများကြီးစိုးရင်တယ်တခါတလေဘလို့မှထိန်းလို့မရအောင်မျက်ရည်တွေပါကျလာတယ်ဆင်းရဲတဲ့နော်အတိုင်းဆရင်တူသလားမတူဘူးအဲ့ဒါမှားယွင်းမှုကိုမှားယွင်းထားတဲ့အရာကြီးနော်ကိုမှားယွင်းစွာမှတ်ထင်နေတဲ့အရာကြီးရဲ့ပျက်စီးမှုအကြီးအသေးကိုယ့်ရဲ့မှားယွင်းမှုအကြီးအသေးဒါပေါ်မှာမူတည်ပြီးတော့ဘုန်းဘုန်းတို့ရဲ့ဆင်းရဲမှုတွေဟာနော်တစ်ခါနဲ့တစ်ခါလည်းမတူဘူးတယောက်နဲ့တယောက်လည်းမတူဘူးဒါလေးတွေလည်းနားလည်ရမယ်ပေါ့ဟုတ်ပြီနော်အဲ့လိုဆိုရင်ရှင်သာရိပုတ္တရာရှင်းပြတာကိုသဘောပေါက်ပြီဟုတ်လားအရိယာသူတော်ကောင်းတွေကိုမတွေ့ဘူးမမြင်ဘူးတဲ့ပုဂ္ဂိုလ်အရိယာသူတော်ကောင်းတို့ရဲ့တရားကိုမလိမ္မာမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဟာဒီယုံနာဘဝဓာတ်ကိုဘလို့ထင်နေတော့ငါပဲငါဥစ္စာပဲလို့ထင်နေတယ်တဲ့အဲ့ဒီဆွဲလန်းမှတ်ထင်ထားတဲ့ပုဂ္ဂိုလ်သူငါလုံးငါဥစ္စာလို့ထင်နေတဲ့အရာကြီးပျက်စီးပြီဆိုတာနဲ့တမျိုးတမျိုးပြောင်းလဲဖောက်ပြန်ပြီဆိုတာနဲ့သူဟာစိုးရိမ်ခြင်းကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းဒါတွေသူဖြစ်ပေါ်လာတယ်ခံစားရတယ်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ကိုယ်သာနာပြီးတော့စိတ်မနာဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတော့သူကိုယ်တိုင်မေခွန်းထုတ်ပြီးတော့ပြန်ပြီးတော့ရှင်းပြတယ်ဒီကရမတို့သဘောပေါက်ပြီနော်ဒါရဲ့ဆန့်ကျင်ဘက်ဟုတ်လားအရိယာသူတော်ကောင်းတွေကိုမြင်မှုတဲ့ပုဂ္ဂိုလ်တွေ့မှုတဲ့ကြုံမှုတဲ့ပုဂ္ဂိုလ်တွေအရိယာသူတော်ကောင်းတို့ရဲ့တရားကိုလေ့လာတဲ့သင်ယူတဲ့လိုက်စားတဲ့ကျွမ်းကျင်အောင်နားလည်အောင်ကြိုးစားတဲ့အားထုတ်တယ်အဲ့လိုအားထုတ်တဲ့အခါမှာအဓိကအချက်ကဘာလဲလို့မေးရင်ဒီဘဝကိုငါဥစ္စာလို့မှားယွင်းစွာမမှတ်ထင်ဖို့ပဲနော်ဘဝရဲ့ပုံမှာနော်ငါဥစ္စာဆိုတဲ့မှားယွင်းတဲ့အမြင်တွေနဲ့မသုံးသပ်မိဖို့ပဲယုံနံကိုယုံနံလို့သိဖို့ပဲဘုံဘုံတို့ကြိုးစားဖို့ပဲအဓိကလိုရင်းကဟုတ်လားအဲ့လိုသိမယ်ဆိုလို့ရှိရင်ဒါကြီးပျက်စီးပြီးတမျိုးသမီးဖောက်ပြန်ပြီဆိုရင်သူ့မှာသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတရားတွေဖြစ်เสียအကြောင်းမရှိဘူးတဲ့ဒါဘုံဘုံတို့ကအနှစ်ချုပ်ကလေးခေါင်းထဲမှာပိုင်နိုင်ဒီအမြင်မှန်လေးကိုနော်သိသိထားနိုင်ရမယ်အမြဲတမ်းလည်းပဲဆင်ញင်တတ်ရမယ်ဘာလဲလူတွေကဘာကြောင့်ဆင်းရဲနေတာတော့ဒီယုံနံဘဝကိုငါဥစ္စာလို့ထင်နေလို့ဆင်းရဲကြရတာပဲနော်ဒီယုံနံဒီဘဝကိုငါဥစ္စာလို့မထင်တဲ့လူဟာဆင်းရဲကြအကြောင်းမရှိဘူးအဲ့လိုဆိုရင်ဒီယုံနံကိုငါဥစ္စာလို့မထင်ဖို့အတွက်ဘုန်းတို့ဘယ်လိုလုပ်ရမှာတော့ယုံနံကိုယုံနံလို့ပဲမြင်အောင်ကြည့်နေဖို့ပဲမနေ့ကတော့ဘုံပြောခဲ့သေးတယ်ခေါင်းထဲပေါ်လာတဲ့ဥမာလေးဘုံကမွေးဆိုရင်အလွန်ကြောက်တယ်
ဒါကြောင့်လမ်းသွားရင်အမြဲတမ်းပြုပြပြအမြဲတမ်းကြည့်တယ်မွေနဲ့တူတဲ့ကြိုးစားလေးတွေ့မယ်ဒါမှမဟုတ်အရေးကလေးရှည်ရှည်လေးထင်နေပဲဆိုရင်လူကတောက်လျှောက်အဲ့ဒါကိုသတိထားပြီးသားပဲခံစားရတာလည်းတော်တော်ကိုမကောင်းဘူးဆင်းရဲတယ်မကောင်းဘူးကျိုးကိုမွေလို့ထင်တာပါနော်မွေလို့ထင်တဲ့အခါကျတော့မွေကြောက်တဲ့လူကဘယ်လိုဖြစ်တော့မွေကိုမြင်လို့ဖြစ်တဲ့ခံစားချက်ဆင်းရဲတယ်ပေါ့အဲ့လိုဆိုရင်ဒီကျိုးကိုမွေလို့မထင်ဖို့ဘုမတို့ဘယ်လိုလုပ်မလို့ကျိုးကိုကျိုးလို့သာမှန်မှန်ကန်ကန်သိအောင်ကြိုးစားမွေလို့အထင်မှားနေတဲ့အထင်ဟာအလိုလိုပျောက်သွားသဘောပေါက်လားဘုံပြောတာဘုံတော့တခါလေးကြိုးစားဖို့မွေထင်ပြီးတော့ဟာချွေးတွေပါလိမ့်မြန်ပြန်လို့ဟုတ်တယ်မဟုတ်လားအဲ့ဒီကျိုးကိုကျိုးလို့သာတကယ်သိမယ်ဆိုရင်မွေလို့ထင်စရာအကြောင်းရှိမလားမွေလို့မထင်ဘူးဆိုရင်မွေလို့အထင်မှားလို့ဖြစ်တဲ့ခံစားချက်ဆင်းရဲတဲ့ဆိုးဝါးတဲ့ခံစားချက်တွေခံစားရပါမလားမခံစားဘူးဟုတ်လားအဲ့လိုပဲယုံ nant ကိုငါဥစ္စာဆိုတဲ့မှားယွင်းမှုနဲ့နော်ဘုံတို့တက္ကာဒိဋ္ဌိအာကြီးမှုနဲ့နော်ဒီမှားယွင်းမှုမဖြစ်ဖို့ဆိုလို့ရှိရင်ဘာလုပ်ရမလဲယုံ nant ကိုယုံ nant လို့ပဲမြင်အောင်ကြိုးစားဖို့အဲ့ဒါသတိပဋ္ဌာန်တရားပွားတယ်ဆိုတာအဓိကလိုရင်းကအဲ့ဒါကိုနားလည်အောင်လုပ်တာဒါကြောင့်သူကဘာပဲလိုက်မှုမှမရှိအောင်လုပ်ရတယ်နော်ကိုယ်စိတ်ထဲကငကိုတွေးထင်ထားတာမြင်ထားတာတွေဝင်ရောက်ဆွတ်ဖက်တာတွေမပါအောင်ကြိုးစားရတယ်တဲ့တယ်လေးအရှိကိုအရှိအတိုင်းလေးမြင်နေအောင်ကြိုးစားရတယ်ပူတယ်ဆိုရင်လည်းပူတယ်လို့ပဲသိအေးတယ်ဆိုရင်အေးတယ်လို့ပဲသိနှုတယ်ဆိုရင်နှုတယ်လို့ပဲသိကြမ်းတယ်ဆိုရင်ကြမ်းတယ်လို့ပဲသိဒါရုပ်ပိုင်းဆိုင်ရာကိုပြောတာပါနော်စိတ်ဆင်းရဲတယ်ဆိုရင်လည်းဆင်းရဲတယ်လို့ပဲသိချမ်းသာတယ်ဆိုရင်လည်းချမ်းသာနေတယ်လို့ပဲသိမပါတဲ့ငါချမ်းသာတယ်သူချမ်းသာတယ်ငါဆင်းရဲတယ်သူဆင်းရဲတယ်ဆိုငါတွေသူတွေပုဂ္ဂိုလ်တ attva တွေဒီတဲ့ကိုမပါစေနဲ့လို့သူကအဲ့ဒီဥစ္စာကိုတခါတည်းကန့်ထုတ်တာတက္ကာဒိဋ္ဌိကိုအရင်တိုက်ခိုက်တာနော်သတိပဋ္ဌာန်တရားပွားတယ်ဆိုတာသဘောပေါက်လားဘုံပြောတာအဲ့ဒီတက္ကာဒိဋ္ဌိအားနေသွားလေလေနော်ဘုံတို့နော်စိတ်ရဲ့ဆင်းရဲမှုပူလောင်မှုပင်ပန်းမှုတွေကဘာဖြစ်သွားတာတော့နေပါသွားလေလေဟုတ်လားဒါကြောင့်တကယ်ပြဿနာကဒီထဲမှာရှိနော်စိတ်ဆင်းရဲနေရတဲ့ပြဿနာစိတ်ထဲမှာပဲရှိတယ်အပြင်ဘက်မှာဖြစ်နေတဲ့အကြောင်းတရားတွေကအဓိကကြတဲ့ဗราဏကြတဲ့အကြောင်းတရားမဟုတ်ကိုယ့်ရဲ့အတွင်းမှာဖြစ်နေတဲ့မှားယွင်းမှုကိုပြင်နိုင်လို့ရှိရင်စိတ်ကတခါတည်းချမ်းသာပြီးသားဖြစ်သွားသဘောပေါက်လားမသိဘူးနော်ဒါကြောင့်ဘုန်းတို့ရဲ့စိတ်ရဲ့မှားယွင်းမှုကိုပဲပြင်ဖို့ဘုန်းတို့ဟာကြိုးစားကြရမှာဒါကြောင့်ဝင်လေထွက်လေလေးကိုအာယုံစရိုက်ပြီးတော့အမြဲတမ်းကြည့်တဲ့အလေ့ကျင့်အဲ့ဒီဥစ္စာကကျန်တဲ့ယုံ nant တွေကိုကြည့်တဲ့အခါမှာလည်းပဲအများကြီးအမှန်သိအောင်လိမ္မာကျွမ်းကျင်အောင်အများကြီးအထောက်ကူပြုတယ်သူ့ကိုဘုန်းတို့ကအမြဲတမ်းအာယုံစိုက်တဲ့အလေ့ကျင့်လေးမွေးမြူရမယ်လေ့ကျင့်ရမယ်ဒါဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဆိုတဲ့အမြင်မှန်ရဖို့အတွက်အဲ့ဒီဝင်လေထွက်လေလေးကိုတလက်ဆက်ကြည့်နေတာအဲ့ဒီဥစ္စာကအများကြီးငါဥစ္စာဆိုတဲ့အမြင်မှားကိုဖယ်ဖို့အတွက်တွန်းအားပေးနေသူကလမ်းမှန်ကိုရှောက်နေတာတကယ်တမ်းဟုတ်လားဒါကြောင့်မလို့ဒီဒေသနာလေးကိုဘုံဘုံကအများကြီးနားလည်စေခြင်းနော်အများကြီးနားလည်စေခြင်းလေဒါရှင်သာရိပုတ္တရာရှင်းပြတာနော်ဘယ်လိုလူဟာကိုယ်ရောစိတ်ရောနာတဲ့လူလေနော်ယုံ nant ကိုဒီဖြစ်ပေါ်နေတဲ့ဘဝကိုနော်ငါဥစ္စာလို့မှားယွင်းဆိုတာဆွဲလန်းမှတ်ထင်နေတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ရောစိတ်ရောနာရတဲ့ပုဂ္ဂိုလ်တွေဟုတ်လားဘဝရဲ့ပုံမှာယုံ nant ရဲ့ပုံမှာခန္ဓာရဲ့ပုံမှာဒီမှာတော့ခန္ဓာ၅ပါးနဲ့ကင်ဟောတယ်နော်ခန္ဓာ၅ပါးရဲ့အပေါ်မှာငါဥစ္စာဆိုတဲ့မှားယွင်းတဲ့မှတ်ထင်မှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကဘာလို့ခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်နေနိုင်တဲ့ပုဂ္ဂိုလ်တွေဒါကြောင့်ဘုန်းဘုန်းတို့ဘလို့အခြေအနေမျိုးနဲ့ပဲကြုံဘလို့လောကရန်နဲ့ပဲတွေ့ဘလို့အဆင်မပြေမှုတွေနဲ့ပဲရင်ဆိုင်ရကိုယ့်ရဲ့စိတ်ကိုမထိခိုက်အောင်မနာကျင်အောင်လို့ကြိုးစားကြရမလဲဆိုတဲ့နီလန်းကိုဒီဒေသနာကိုဘုန်းဘုန်းတို့အခြေခံပြီးတော့ကြည်ကြပြန့်ပြန့်မသိရဘူးလားသိရဟုတ်လားဖြစ်ပေါ်နေတဲ့သဘာဝတွေကိုသတိထားပြီးတော့ဘယ်လိုက်မှုမရှိဘဲနဲ့နော်ကြည်တဲ့ရှုတဲ့သတိပဋ္ဌာန်ဘာဝနာအလေ့အကျင့်ကောင်းကိုလေ့ကျင့်ရမယ်အဲ့ဒါလိုလေ့ကျင့်လို့ရှိရင်ဒါရဲ့ပေါ်မှာနော်မှားယွင်းတဲ့အထင်အမြင်တွေလို့ဆိုရမယ်နော်တက္ကာယဒိဋ္ဌိလို့ဆိုရမယ်ငါဥစ္စာဆိုတဲ့မှားယွင်းတဲ့အမြင်တွေကတဖြည်းဖြည်းနဲ့မဖြစ်သွားမယ်လို့လျော်နေသွားမယ်ပေါ့ဟုတ်လားသူလျော်နေသွားလေနော်ဒါတွေအစင်မပြေဖြစ်လာတဲ့အခါမှာပျက်စီးတဲ့အချိန်မှာကိုယ်မှာထိခိုက်မှုနည်းလေနောက်ဆုံးသူ့ကိုယ်သာဘုံဘုံတို့ကအမြင့်ပြတ်ပယ်တတ်နိုင်မယ်ဆိုရင်ဘာတွေဘလို့ပျက်စီးလို့သွားဘုံတို့စိတ်မှာဘာမှထိခိုက်စရာအကြောင်းမရှိတော့အဲ့ဒီထိလည်းပဲဘုံဘုံတို့ကမျှော်မှန်းထားဖို့လိုမယ်ပေါ့နော်ကိုယ့်ရဲ့အသိဉာဏ်ဖြစ်ကြဟုတ်လားအဲ့တော့ပြောချင်တာလေးအကုန်လုံးလိပ်ပတ်လည်သွားပြီလို့ထင်ပါတယ်နော်လွန်တန်မှုရှိတဲ့ဒေသနာလေးဟုတ်လားကိုနာတော်လည်းပဲ
စိတ်မနာအောင်နေရမယ်လို့နားရည်ဝပြီးသားဒေသနာတစ်ခုဒါကိုပို့ပြီးတော့ဘုန်းတော်ကကြည်ကြည်ပြတ်ပြတ်နားလည်မှုရှိအောင်ကြိုးစားပြီးတော့ဘဝမှာပို့ပြီးတော့အသုံးစိတ်အောင်ကြိုးစားသူ့ကိုအသုံးပြုတဲ့အနေအထားလေးတွေစိတ်လာအောင်ကြိုးစားရမယ်ဘယ်အထိဘုန်းတို့ချဲ့ထွင်ရမှာတော့ဘာဖြစ်နေနေငါစိတ်ကိုတော့မထိခိုက်စေရဘူးအဲ့ဒီအတွေ့အလွန်ကောင်းတာနော်သူဘာဖြစ်နေနေဖြစ်ချင်ရဖြစ်စိတ်ကိုထိခိုက်လောက်အောင်တော့ဘယ်ရာမှအဲ့လောက်ကြီးအရေးမကြီးဘူးလို့လည်းပဲနားလည်အောင်ကြိုးစားရမယ်ဒါကြောင့်မလို့အဓိကတော့ချက်ကဘာလဲငါဥစ္စာငါလေးပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကာဆိုတဲ့ဒီအမြင်မှန်ကိုအားကောင်းအောင်ယုံနံကိုယုံနံလို့ပဲမြင်နေအောင်ဘုန်းဘုန်းတို့လေ့ကျင့်ဖို့ကြိုးစားကြရမယ်ဆိုတဲ့နော်သဘောတဘာဝလေးကိုဒီဒေသနာလေးကနော်တန်ဖိုးရှိညွှန်ပြထားတယ်လို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဟုတ်လားဒါကြောင့်မို့လို့နော်ငါဥစ္စာဆိုတဲ့အမြင်မှားတွေနည်းသွားအောင်တတိပဋ္ဌာန်တရားကိုကြိုးစားအထောက်နိုင်ကြတယ်နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညံဘုံညံမျက်နှိပ်ဗံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း